တရားနာရောက်ရှိလာကြတဲ့ပိဋကပေါင်းတော်ကောင်းတို့ကိုဦးဇင်းတို့ဗာတရားဟောမှလဲဆိုလို့ရှိရင်ခုတ်တကနိကေဓမ္မပဒပါဠိတော်ယမကဝတ်မာလာရှိတဲ့သက္ခုပါဠမထေဝတ္ထုရဲ့မထကုံတလီဝတ္ထုရဲ့ဒီဝတ္ထုနှစ်ခုကိုအကြောင်းပြုပြီးတော့ဟောကြားတော်မူခဲ့တဲ့တရားဂထာနှစ်ပုဒ်ကိုအခြေခံပြီးတော့စိတ်တာလျင်ပဒါနာပါလို့တရားကောင်းစဉ်ပေးပြီးတော့ပေသက်ပေါင်းတော်ကောင်းတို့ကိုဦးဇင်းတို့ဒီနေ့ညဟောပါမယ်လောကကြီးမှာချမ်းသာခြင်းဆင်းရဲခြင်းဆိုပြီးတော့တတ္တဝါတွေမှာအကျဉ်းမြင်အဖြစ်နှမျိုးကွဲနေတာရှိပါတယ်သာသာရရစင်ပြေတယ်ချမ်းသာတယ်ကောင်းတယ်အဲ့လိုပဲသာသာရရအစင်မပြေဘူးဆင်းရဲတယ်မကောင်းဘူးလို့ချမ်းသာခြင်းဆင်းရဲခြင်းဆိုပြီးတော့ကွဲပြားနေတဲ့နေရာမှာချမ်းသာတယ်ဆိုတာကလည်းပဲကောင်းမြတ်တဲ့စိတ်ကလေးကိုအခြေခံပြီးတော့ကာယကံမှုဝစီကံမှုမနောကံမှုတွေနဲ့ပုံဖော်ကြလို့ချမ်းသာခြင်းဆိုတဲ့အကျိုးတရားကိုရတာပါဆင်းရဲတယ်ဆိုတာကလည်းပဲမကောင်းတဲ့စိတ်တွေကိုအခြေခံပြီးတော့ကာယကံမှုမနောကံမှုဝစီကံမှုမနောကံမှုတွေနဲ့ပုံဖော်ကြလို့ဆင်းရဲတယ်ဆိုတဲ့အကျိုးရလဒ်ကိုရတာပါဒီနေရာမှာဦးဇင်းတို့ချမ်းသာတယ်ဆင်းရဲတယ်ဆိုတာကပစ္စည်းဥစ္စာပိုင်ဆိုင်မှုအနေအများတစ်ခုတည်းကိုရည်ရွယ်ပြီးတော့ပြောတာမဟုတ်ပါဘူးဒီတော့ပေသက်ပေါင်းတော်ကောင်းတို့ချမ်းသာခြင်းရဲ့အကြောင်းတရားဟာကောင်းမြတ်တဲ့စိတ်အခြေခံကြတယ်ဆင်းရဲခြင်းရဲ့အကြောင်းတရားဟာမကောင်းတဲ့စိတ်အခြေခံကြတယ်ဆိုတာလေးကိုဦးဇင်းတို့အဓိကထားပြီးတော့ပြောလိုတဲ့အတွက်ကြောင့်ဒီကထာလေးနှစ်ပုဒ်ကိုအခြေခံပြီးတော့စိတ်တာလင်ပဒါနာလို့တရားကောင်းစဉ်ပေးပြီးတော့ဟောပါမယ်နော်ဒီတရားဒေသနာတော်ကိုမဟောကြားသေးခင်မနာကြသေးခင်မှာတရားတော်အလုံးကိုဟောကြားတော်မူခဲ့တဲ့ဘုရားရှင်ကိုတော်မြတ်ရဲ့အင်မတန်အေးချမ်းကြည်လင်တော်မူတဲ့မဟာကရုဏာကိုသိစရာတရားလုံးစုံကိုသိတော်မူမြင်တော်မူတဲ့သဗ္ဗညုတဉာဏ်ဒီဟူသောပညာကိုဒုမဟာကရုဏာကိုပညာကိုနှစ်ပါးစုံတို့ဖြင့်ပြည့်စုံတော်မူတဲ့ဘုရားရှင်ကိုတော်မြတ်ကိုယူသေးမြတ်တို့ရှိခိုးပူဇော်ကြအောင်စို့အလုံးလက်အုပ်ချီမိုးပြီးတော့အာယုံပြုကြရအောင်ကရုဏာတိတလဟရယပညာပေဇောတဝိယတမောဟတမံသာနရမရလောကကရုံဝနေတုကတံဂတိဝိမု ddံကရုဏာတိတလဟရယမဟာကရုဏာတော်ဖြင့်ဤမြတ်သောစိတ်နှလုံးလည်းရှိတော်မူပါ၏ထသောပညာပေဇောတဝိယတမောဟတမံအရဟတမေတိဟုသောအယံအလင်းဖြင့်ဝိဇ္ဇာတိဟုသောမိုက်မောင်းကိုဖယ်ခွာတော်မူပြီးထသောသာနရမရလောကကရုံလူနှင့်မြမတတဝနန္ဒတို့၏ကြောက်တီတန်တို့လေးကလေးပြုရာတဆူရီသောဆရာသခင်လည်းဖြစ်တော်မူပါပြီထသောဂတိဝိမု ddံ ဒေဝမနုဿနိရယနှင့်ပေတတရိစ္ဆန်လာယရှိငါတန်သောဂတိတို့မှလိထိုသဖြင့်ကင်းလွတ်တော်မူပြီထသောသူကတံတတဝါတို့ဟာအကျိုးများကြောင့်ဟုတ်မှန်သောစကားကောင်းကိုသာမြတ်ဆိုတော်မူပါပြီထသောဗုဒ္ဓံသစ္စာလေးရတရားမြတ်ကိုလက်ပေါ်တင်တာဗရမ ्या ကဲ့သို့ပြတ်သားထင်တဲ့သိမြင်ပေတတ်ဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုမေယံတရားဟောပုဂ္ဂိုလ်တရားနာပုဂ္ဂိုလ်ခေါ်ဆိုပညတ်ပရမတ်မမူယုံနာနှဖျားဖြစ်ကြပါသောဘုရားတပည့်တော်တို့သည်ဝေနေဝနာမှာကာယဝစီမနောချီ၍သုံးလီဒွါရပနာမဖြင့်ဒုက္ခရောကျိုးလက်စုံမောဟရှိခိုးဥညွတ်ပါ၏မြတ်စွာဘုရားစိတ်တာလင်ပဒါနာတဲ့စတင်ပြီးတော့နာယူကြည်ညိုကြရအောင်မနောပုပ္ပင်္ဂမဓမ္မမနောတိဋ္ဌမနောမေယမနတစေပဒုဋ္ဌေနပါတတိဝါကရောတိဝါတတောနံဒုက္ခမနွေတိစကံဝဝဟာတောပဒံဓမ္မာနာမခန္ဓာတရားသုံးပါးတို့တွင်
မနောပုပ္ပင်ကမစိတ်သားလင်ရှည်သွားကောင်းဆောင်ရှိကြကုန်၏မနောမယစိတ်ဖြင့်သာလင်ပြီးကြကုန်၏မနောတေထာစိတ်သားလင်အကြည်မှုရှိကြကုန်၏ပဒုဋ္ဌေနာပြမလိုသောစိတ်တေနာစိတ်ဖြင့်မနတ္တာစိတ်ဖြင့်ဇေဝတတိဝအကဲ၍ပြောမူလီပြောညာအံစေကရောတိဝအကယ်၍ပြုမူလီပြုညာအံတတော်ထိုကဲ့သို့ပြမလိုတဲ့စိတ်ဖြင့်ပြောကြပြုကြတဲ့အတွက်ကြောင့်နံထိုကဲ့သို့ပြမလိုတဲ့စိတ်ဖြင့်ပြောကြပြုကြတဲ့ပုဂ္ဂိုလ်တို့၏နောက်သို့ဒုက္ခဆင်းရဲဒုက္ခသည်အနွေတိအစဉ်လိုက်၏ကိမိဝဘယ်ပုံကဲ့သို့နိဟုမူကားဝဟာတောပရံဝင်ဆောင်နွားလာဤခြေရနောက်သို့စက္ကန့်လှဲပြီးသည့်အနွေတိဤဝအစဉ်လိုက်တကဲ့သို့သည်ဦးဇင်းတို့ဝေဒနာသင်္ညာသင်္ခါရဆိုပြီးတော့ဝေဒနာသင်္ညာသင်္ခါရဝိညာဉ်ဆိုပြီးတော့နာမခန္ဓာတရား၄ပါးရှိတယ်နံတရားအစုပေါ့အဲ့ဒီနံတရားတွေထဲမှာမနောပုပ္ပင်ကမစိတ်ဆိုတဲ့တရားဟာရှည်သွားကောင်းဆောင်မေးတဲ့နံတရားတွေထဲမှာစိတ်ဟာရှည်သွားကောင်းဆောင်မေးတဲ့မနောတ္တာစိတ်ဟာအကြည်အမှုပဲတဲ့မနောမေယစိတ်ဖြင့်ပြီးစီးကြတယ်စိတ်ဟာအဓိကကြတယ်ပေါ့အဲ့ဒါလို့စိတ်ဟာအဓိကကြတဲ့အတွက်ကြောင့်ပဒုဋ္ဌေနပြမလိုတဲ့စိတ်မကောင်းတဲ့စိတ်ဖြင့်စေဘာတတိဝါစေကရောတိဝါအကယ်၍ပြောမူလီပြောမယ်ပြုမူလီပြုမယ်မကောင်းတဲ့စိတ်ဓာတ်ကြီးနဲ့ပြောကြမယ်ပြုကြမယ်ဆိုလို့ရှိရင်တဲ့အဲ့ဒီမကောင်းတဲ့စိတ်နဲ့ပြောကြတဲ့ပြုကြတဲ့ပုဂ္ဂိုလ်ရဲ့နောက်ကိုဆင်းရဲဒုက္ခဟာအမြဲတမ်းလိုက်နေမယ်။ဘာနဲ့ဥပမာတူတယ်ဆိုလို့ရှိရင်ဝင်ဆောင်နွားလန်းခြေရာရဲ့နောက်ကိုလှဲပင်းရာဟာအစဉ်လိုက်နေတယ်လို့ပဲတဲ့မြတ်စွာဘုရားကဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့ဒီဒေသနာတော်ဒီကာထာလေးကိုကောက်ချက်ဆွဲမယ်ဆိုလို့ရှိရင်လောကကြီးမှာစိတ်ဟာအလွန်မှဗราဏကြတယ်စိတ်ဟာအလွန်မှအရေးကြီးတယ်ဆိုတာကိုသိမြင်နားလည်မှုရှိပြီးတော့ဆင်းရဲဒုက္ခရောက်ကြတယ်ဆိုတာမကောင်းတဲ့စိတ်တွေကိုအခြေခံပြီးတော့ပြုကြပြောကြတွေးကြလို့သာလေဆင်းရဲဒုက္ခဖြစ်ကြရတယ်ဆိုတာကိုရှင်းရှင်းလင်းလင်းမသိရဘူးလားဗျာသိရတယ်ဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့ဆင်းရဲဒုက္ခတစ်ခုကြုံလာပြီဆိုလို့ရှိရင်ဒါကိုယ့်ရဲ့ကာယကံမှုဝစီကံမှုမနောကံမှုတွေချွတ်ချော်ခြင်းရဲ့အကျိုးဆက်ပဲဆိုတာကိုနားလည်ပြီးတော့အဲ့ဒီကာယကံမှုဝစီကံမှုမနောကံမှုတွေဟာဘာကြောင့်ချွတ်ချော်တာလဲဘာကြောင့်ယုံညံ့တဲ့ကာယကံမှုမနောကံမှုကာယကံမှုဝစီကံမှုမနောကံမှုတွေဖြစ်သွားတာလေလို့ထပ်ပြီးတော့စစ်ကြည့်လိုက်တော့လည်းပဲဒီမကောင်းတဲ့စိတ်မှသွားပြီးတော့အရင်ကတွေ့ရတယ်စိတ်ထားကမကောင်းဘူးဆိုလို့ရှိရင်ဒီနေရာဖြင့်မကောင်းတဲ့စိတ်ကလေးဖြစ်နေတဲ့အခိုက်ဆိုလို့ရှိရင်အဲ့ဒီအချိန်မှာပြောလိုက်မယ်ဆိုရင်မကောင်းတဲ့အပြောဖြစ်တော့မယ်မကောင်းတဲ့စိတ်ကလေးဖြစ်နေတဲ့အခိုက်မှာတစုံတစ်ခုပြုတ်မယ်ဆိုရင်လည်းပဲမကောင်းတဲ့ကာယကမကောင်းတဲ့အပြုတ်မှုဖြစ်တော့မယ်မကောင်းတဲ့စိတ်ကလေးဖြစ်နေတဲ့အချိန်မှာတစုံတစ်ခုတွေးမယ်ဆိုရင်လည်းပဲမကောင်းတဲ့အတွေးတွေသာလျှင်ဖြစ်တော့မယ်ဟုတ်လားဒါကြောင့်စိတ်ကလေးမကောင်းနေတဲ့အချိန်မှာလှုပ်တာလည်းမကောင်းနိုင်ဘူးပြောတာလည်းမကောင်းနိုင်ဘူးတွေးတာလည်းမကောင်းနိုင်ဘူးပေါ့အဲ့ဒါလိုကာယကံဝစီကံမနောကံကံသုံးပါးမကောင်းမှုယုံညံ့သွားပြီဆိုလို့ရှိရင်အကျိုးပေးဟာကောင်းနိုင်မှာမလားမကောင်းနိုင်ဘူးဒါကြောင့်မြတ်စွာဘုရားကရိုးရိုးရှင်းရှင်းအလုံးမအစွမ်းတတ္တိကြီးလာတဲ့ဒီနံတရားတွေထဲမှာစိတ်ဆိုတဲ့တရားဟာတကယ့်ခေါင်းဆောင်ပဲတကယ့်အဓိကကြတဲ့တကယ့်အကြီးအမှုပဲလို့အဲ့ဒါလိုအစချီပြီးတော့အဲ့ဒါလိုခေါင်းဆောင်ဖြစ်တဲ့အကြီးအမှုဖြစ်တဲ့ဒီစိတ်ကလေးကောင်းဖို့အရေးကြီးတဲ့အကြောင်းကိုမကောင်းတဲ့စိတ်နဲ့သာလည်းပြုကြပြောကြမယ်ဆိုလို့ရှိရင်ဆင်းရဲဒုက္ခတွေကတော့ဖြစ်နေမှာပဲတဲ့ဝင်ဆောင်နွားလန်းခြေရာရဲ့နောက်ကိုလှဲပင်းရာဟာအစဉ်လိုက်နေတယ်လို့မျိုးလို့ဥပမာလေးထပ်ပြီးတော့မပေးဘူးလားဗျာပေးတယ်ဦးဇင်းတို့ကငယ်ငယ်တုန်းကတောမှနေခဲ့တာဆိုတော့လှဲလန်းချောင်းတွေကိုကြည့်လိုက်လို့ရှိရင်နွားခြေရာလေးတွေဟာကောင်းကောင်းမွန်မွန်ရှိနေတယ်လို့တခုမှမရှိဘူးဘာလို့ဆိုသူ့ရဲ့အပေါ်မှာလှဲပင်းရာကအမြဲတမ်းကြိတ်ချေထားတာကိုတွေ့နေရတာပဲလေဟုတ်လားနွားခြေရာလေးတွေဟာပုံပြပန်းပြဖြစ်နေတာပဲအဲ့ဒါလိုပဲဦးဇင်းတို့လူလောကကြီးမှာဒုက္ခတရားတွေနဲ့ပုံပြပန်းပြဖြစ်နေကြတဲ့ဒုက္ခတရားတွေရဲ့ကြိတ်ချေတာကိုခံနေရတဲ့တတ္တဝါတွေကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒါတူတူကိုပါပဲဒီ
ဒီမကောင်းတဲ့စိတ်တွေကိုအခြေခံပြီးတော့ပြုခဲ့တဲ့ပြောခဲ့တဲ့ကံတရားတွေရှိနေတယ်ဆိုတာမသိတာဘူးလားသိတာတယ်ဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့ဒါဦးဇင်းတို့ဓမ္မပဒပါဠိတော်မှာယမကဝတ်ဆိုပြီးတော့ရှိပါတယ်ယမကဆိုတာအစုံလို့အဓိပ္ပာယ်ရတယ်အဲ့ဒါသူကဆန့်ကျင်ဘက်အစုံကလေးတွေကိုတွဲပြီးတော့မှတ်တမ်းတင်ထားတဲ့ဂါထာအစုအဝေးကလေးပေါ့ဝက္ခဆိုတာအစုအဝေးပေါ့နော်ယမကဝက္ခယမကဝက်ယမကဆိုတာကအစုံဝက္ခဆိုတာအစုအဝေးဆန့်ကျင်ဘက်အစုံတရားကလေးတွေကိုစုစည်းပြီးတော့မှတ်တမ်းတင်ထားတဲ့ဒေသနာတွေအဲ့ဒါကိုဦးဇင်းတို့ယမကဝက်လို့ဆိုတယ်အဲ့ဒီမှာဒါပထမဦးဆုံးဂါထာပဲဒုတိယဦးဇင်းတို့ဆက်ပြောမဲ့ဂါထာကဒီဂါထာရဲ့ဆန့်ကျင်ဘက်အ내ဒိဗ္ဗေကိုသူပြောလိမ့်မယ်နော်အခုတော့လောလောဆယ်ဒီပထမဂါထာကိုမှတ်သားကြရမယ်နန္တရားတွေထဲမှာစိတ်ဟာခေါင်းဆောင်ပဲစိတ်ဟာအကြည်မူပဲစိတ်ဖြင့်ပြီးကြတာပဲဒါကြောင့်မကောင်းတဲ့စိတ်ကိုသာအခြေခံပြီးတော့ပြုကြပြောကြမယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ရဲ့နောက်ကိုဆင်းရဲဒုက္ခတွေဟာလိုက်နေမှာပဲဝင်ဆောင်တော်လားခြေရာရဲ့နောက်ကိုလှည့်ပင်းရဟာအစဉ်လိုက်နေသလိုမျိုးလို့ဥပမာလေးပေးပြီးတော့မြတ်စွာဘုရားဟောတာအဲ့တော့ဒီဂါထာလေးကိုဟောရခြင်းရဲ့အကြောင်းအရာများသောအားဖြင့်ဗုဒ္ဓဘာသာဝင်သူတော်စင်တွေအကျဉ်းမြင့်အဖြစ်တော့သိကြပြီးသားပါအဲ့ဒါလေးကိုဦးဇင်းတို့အနေငယ်ပြောရမယ်ဆိုလို့ရှိရင်မြတ်စွာဘုရားလက်ထက်ကတာဝိထိမြို့မှာမဟာပါဠသုလပါဠဆိုပြီးတော့ညီကို2ယောက်ရှိတယ်အဲ့ဒါဒီနေ့တော့မဟာပါဠတကြွယ်ကမြတ်စွာဘုရားဓမ္မတရားတော်တွေကိုနာရတယ်အဲ့ဒါလိုတရားနာရတဲ့အခါမှာမြတ်စွာဘုရားရဲ့ထံကတရားစကားကြောင့်ဖြစ်ပေါ်လာတဲ့အသိဉာဏ်ဟာဘာကိုသူ့ကိုဆုံးဖြတ်ချက်ကျသွားစေတယ်လဲဆိုတော့ဒီမြင့်မြတ်စင်ကြယ်တဲ့အကျင့်မြတ်ဟာလူဝတ်ကြောင့်နဲ့ကျင့်မယ်ဆိုရင်တော့ယာနှုံးပြည့်ဖြူရှင်ဖို့သိပ်ပြီးတော့မလွယ်ဘူးတဲ့ဒါကြောင့်ငါမြတ်စွာဘုရားရဲ့ထံမှာရှင်ယဟန်ပြုတ်ပြီးတော့မြတ်သောအကျင့်ကိုကျင့်သုံးရရင်တော့ကောင်းပါပဲဆိုပြီးတော့ညီဖြစ်တဲ့သုလပါဠကိုခွန့်တောင်းတယ်ငါညီအကိုကြီးကတော့ယဟန်ပြုတ်တော့မယ်အဲ့ဒီလိုပြောတဲ့အခါကျတော့ညီကကိုကြီးငယ်ပါသေးတယ်တဲ့ကြီးမှယဟန်ပြုတ်တာပေါ့အိုမှယဟန်ပြုတ်တာပေါ့အဲ့ဒါလိုတားတဲ့အခါကျတော့မဟာပါဠကအိုမှယဟန်ပြုတ်လို့အကျင့်မြတ်ကိုဘယ်လိုလုပ်ပြီးတော့ကျင့်သုံးနိုင်မလဲဒါကြောင့်ငယ်ရွယ်နေတော့ရှိတဲ့ခွန်အားရုပ်ခင်အားတွေရှိတော့မြတ်သောအကျင့်ကိုကျင့်သုံးဖို့လိုအပ်တယ်ဆိုပြီးတော့ညီတားမြင့်နေတဲ့ကြားတဲ့ကပဲမဟာပါဠတကြွယ်ဟာယဟန်ပြုတ်အဲ့ဒီလိုယဟန်ပြုတ်ရင်းနဲ့သူ့မှာမိတ်ဆွေယဟန်တွေ6ကြိတ်လောက်စုစည်းမိတယ်ပေါ့အဲ့ဒါနဲ့သူမြတ်စွာဘုရားဓမ္မဒီဝိနည်းသိက္ခာပိုင်းဆရာတွေကိုသင်ကြားပြီးတော့နားလည်အောင်ပြုပြီးတော့အဲ့ဒီ6ကြိတ်သောယဟန်တော်တွေကိုခေါင်းဆောင်ပြီးတော့အဲ့ဒါအကျင့်မြတ်ကိုကျင့်သုံးဖို့အတွက်ဇောက်ချပြီးတော့တရားအလုပ်ကိုလုပ်ဖို့အတွက်ဆိုပြီးတော့ဦးဇင်းတို့နားလည်အောင်ပြောရရင်တော့တောထွက်သွားတယ်လို့ပြောကြပါစို့အဲ့ဒါလိုနဲ့တင့်လျောက်ပတ်တဲ့ဆွမ်းကာယတစ်ခုကိုအမိပြုတ်ပြီးတော့တရင်သုံးအဲ့ဒီမှာသူကတကယ့်ကိုတရားသူတရားမြတ်ကိုရလိုတဲ့ဆန္ဒကပြင်းထန်တာဆိုတော့ဒီဝါတွင်3လမှာငါမအိပ်ဖဲနဲ့သွားခြင်းထိုင်ခြင်းရက်ခြင်းလျောင်းခြင်းဆိုတဲ့ဣရိယာပု4ပါးရှိတဲ့အနက်ကလျောင်းခြင်းဆိုတဲ့ဣရိယာပုကိုငါပယ်မယ်ငါတုံလုံးမလှဲဘူးအဲ့ဒါလိုအဓိဋ္ဌံပြီးတော့အကျင့်မြတ်ကိုပြင်းပြင်းထန်ထန်ကျင့်သုံးနေနော်အဲ့ဒီလိုကျင့်သုံးနေတုန်းမှာပဲရှေးတုန်းကပြုတ်ခဲ့တဲ့အမှားတစ်ခုရဲ့ဒဏ်ကမတိမတာဆက်ရောက်ပြီးတော့လာတယ်အဲ့ဒါကဘာလဲဆိုတော့သူ့ရဲ့မျက်လုံးအစုံဟာပြင်းထန်စွာနာကျင်ပြီးတော့ရောင်ရမ်းလာတယ်နေရဲလာတယ်မျက်စိယောဂဆွဲလာတယ်အဲ့လိုမျက်စိယောဂဆွဲလာတော့ရွာထဲမှာရှိတဲ့ဆေးဆရာကိုပြတော့ဆေးဆရာကရှင်ဘုရားဓမ္မဆွဲကပ်နေတဲ့ဒီယောဂကိုပျောက်ကင်းဖို့အတွက်ဘာမှတပည့်တော်အတွက်အခက်အခဲမရှိပါဘူးဒါပေမဲ့တပည့်တော်ပြောတဲ့အတိုင်းလေးတော့အရှင်ဘုရားပြုပါဟောဒီများဒီဆေးရည်ကိုအရှင်ဘုရားခတ်ပါသို့တော့ဒီဆေးရည်ကမျက်စိတွေကိုခတ်ရမှာမဟုတ်ဘူးနှာခေါင်းထဲကိုထည့်ပြီးတော့ကုစားရမယ်ဆေးရည်ဆိုပြီးတော့ပေးလိုက်အဲ့ဒါကျောင်းတော်ရောက်တဲ့အခါကျတော့မျက်စိပျောက်ဆေးရည်ကိုနှာခေါင်းထဲကိုထည့်တယ်အဲ့ဒါသူကအိတ်ချင်းဣရိယာပုကိုပယ်ရှားထားတာဆိုတော့ဒီထိုင်လျက်ကြီးနဲ့ဆိုတော့ဘလို့မှဆေးကထည့်လို့မရဒါပေမဲ့သူကအဲ့ဒါကိုဖြစ်တဲ့လောက်ပဲထည့်တော့ဆေးကကောင်းကောင်းမဝင်ဘူးပေါ့အဲ့ဒါနဲ့နောက်နေ့ရောက်တော့ဆေးဆရာကရှင်ဘုရားယောဂသက်တာရလားဒါယောဂကမသက်တာ
အရှင်ဘုရားတပည့်တော်ပေးတဲ့ဆေးကိုအရှင်ဘုရားထည့်ရလားအဲ့တော့ငါထည့်တယ်တဲ့အရှင်ဘုရားအိပ်ပြီးတော့ထည့်တာဟုတ်ရဲ့လားအဲ့တော့ဘာမှမပြောဘူးမထေကအဲ့တော့ဆေးဆရာကအရှင်ဘုရားမျက်စိပြောက်ချင်တယ်ဆိုလို့ရှိရင်အရှင်ဘုရားဒီဆေးကိုဝင်အောင်ထည့်ပါအဲ့ဒါနောက်နေ့ကျတော့လေဒီတိုင်းပဲထိုင်ရက်ထည့်တာဆိုတော့ဆေးကမဝင်အဲ့ဒါကိုဆေးဆရာကသိသွားတော့အရှင်ဘုရားလုတ်ပုံနဲ့တော့တပည့်တော်နာမည်ပြတ်တော့မှာပဲဒါကြောင့်အရှင်ဘုရားကိုတပည့်တော်ကုတယ်လို့ဘယ်သူမှမပြောပါနဲ့အရှင်ဘုရားကိုတပည့်တော်လက်လျှော့တယ်ဆိုပြီးတော့ဆေးဆရာကလျှော့သွားတယ်အဲ့ဒီနေ့ညမှာပဲယောဂဟာအလွန်မှပြင်းပြင်းထန်ထန်ဖြစ်လာမျက်စိဟာရောင်ကိုင်းပြီးတော့หนีရဲပြီးတော့အဲ့ဒီချိန်မှာဒီမဟာပါဠမထေရကဆေးဆရာကိုဘာပြောခဲ့လဲဆိုတော့ငါဟာအိပ်ပြီးတော့ဆေးထည့်ဖို့အတွက်ငါတိုင်ပင်လိုက်ဦးမယ်တဲ့เจ้าရောက်တော့သူကဘယ်သူနဲ့တိုင်ပင်တာလဲဆိုတော့ငါမှဆွေတွေမျိုးတွေလည်းမရှိဘူးရင်းရင်းနှီးနှီးပြောစရာလည်းဘယ်သူမှမရှိဘူးအဲ့ဒီတော့ငါနဲ့ပဲတိုင်ပင်မယ်ဆိုပြီးတော့သူ့ဟာသူတိုင်ပင်နေတဲ့ဘယ်လိုတိုင်ပင်လဲဆိုတော့မြတ်စွာဘုရားရဲ့အဆုံးအမနောက်ကိုပဲလိုက်မလားဒါမှမဟုတ်သင်မျက်စိကောင်းကြီးအတွက်ပဲသင်လိုက်မလားသူစဉ်းစားတယ်စဉ်းစားတော့မျက်စိဆိုတာကအခုကွဲချင်းပြက်ချင်းမရှိသေးကမို့နောက်တစ်ချိန်မှာကွဲမှာပြက်မှာကတော့သေချာနေတာပဲအဲ့ဒီတော့ကွဲတဲ့ပြက်တဲ့မျက်စိနောက်ကိုငါမလိုက်တော့ဘူးအင်မတန်ရှာခဲ့တဲ့အဆုံးအမနောက်ကိုပဲငါလိုက်တော့မယ်အလွန်မှတရားတရားအားကြီးတဲ့ပုဂ္ဂိုလ်လို့ဆိုရမယ်ပေါ့ဒကာဓမ္မတို့ဦးဇင်းတို့တာမန်တရားတရားလောက်ရှိတဲ့ပုဂ္ဂိုလ်တွေဆိုရင်တော့မဖြစ်တော့ပါဘူးဆိုပြီးတော့အိပ်ပြီးတော့မျက်စင်းကိုခတ်မှာနှာခေါင်းထဲကိုထည့်မှာပြီးမှပြောက်ရင်တရားအထုတ်ရတာပဲလို့လူတရားမှာတရားလောက်ကတော့ဒီလိုပဲတွေးကြမယ်ဒါဦးဇင်းတို့လည်းဒီလိုပဲတွေးမှာပါပဲသို့တော့သူကအဲ့လိုမတွေးဘူးအဆုံးအမကိုပဲယူမလားမျက်လုံးကိုပဲယူမလားလို့ထိတ်တိုက်အဲ့ဒါလိုတွေးတာအဲ့ဒါငါဘလို့မှမအိပ်ဘူးဆိုပြီးတော့ဒီတိုင်းပဲတရားကိုထိုင်ပြီးတော့အားထုတ်တယ်အဲ့ဒါညလည်းရောက်ပြီဆိုတော့အဲ့ဒီနေ့ညရင်ပြင်းပြင်းထန်ထန်အားထုတ်ရင်းနဲ့မျက်လုံးနဲ့ကိလေသာဒီနှစ်ခုဟာမရှိမနှောင်းပဲအကုန်လုံးပျက်စီးသွားကြတယ်တဲ့မျက်လုံးလည်းပျက်စီးသွားတယ်လောဘဒေါသမောဟအစရှိတဲ့ကိလေသာတရားတွေလည်းအကုန်လုံးပျက်စီးသွားတယ်ဒီနေရာမှာတခုစဉ်းစားရရှိတာကမျက်လုံးဆိုတာကတော့အခုမပြက်လည်းပဲသေပြီဆိုရင်တော့ဒါပြည့်ရမှာပဲလေဟုတ်လားသို့တော်လည်းပဲဒကာဓမ္မတို့ဦးဇင်းတို့တာမန်ယုံကြည်မှုတာမန်ဉာဏ်ပညာနဲ့ဆိုရင်တော့သေမှပြည့်မဲ့မျက်လုံးမသေးခင်တော့အပြစ်မခံနိုင်ဘူးလို့ဒီလိုတွေးမှာတနည်းတွေးကြည့်ရင်လည်းပဲဒါဟာတစွတ်ထိုးနိုင်တယ်တယူတန်ဆန်တယ်ဒီလိုလဲတွေးကောင်းတွေးမယ်ပေါ့သူဟာတကယ်လို့သာအိပ်ပြီးတော့မျက်စင်းကိုခတ်မယ်ဆိုလို့ရှိရင်ဆေးကိုခတ်မယ်ဆိုရင်မျက်လုံးကွယ်မှာမဟုတ်ဘူးလို့ဒီလိုလဲစဉ်းစားမိကောင်းစဉ်းစားမိမယ်ပေါ့သို့တော့အဲ့လိုတော့မဟုတ်သူဟာအိပ်ပြီးတော့မျက်စင်းကိုခတ်မယ်ဆိုရင်လည်းသူ့မျက်စိကတော့ကွယ်မှာပဲတဲ့ဘာဖြစ်လို့လဲဆိုတော့အကြောင်းတရားတွေရှိတယ်တချို့သောအကြောင်းတရားတွေကတာမန်ဆေးဝါးလောက်နဲ့ကာကွယ်လို့မရသူ့မှာအကြောင်းတရားရှိဒါတွေကတော့ဒကာဓမ္မတို့ဦးဇင်းတို့တာမန်ညာနဲ့မသိနိုင်ဘူးမမြင်နိုင်ဘူးပေါ့လူလောကကြီးမှာလူရဲ့လို့တတ္တဝါရဲ့လို့ရက်တည်နေတယ်ဖြစ်နေတယ်ဆိုတာကံရဲ့စိတ်ရဲ့ဥဒုရဲ့အာဟာရရဲ့အကြောင်းတရား၄ပါးကထောက်ပံ့လို့ဒီအကြောင်းတရား၄ပါးနဲ့ပြည့်စုံလို့သာလေလူဆိုပြီးတော့ဘာဖြစ်နေတာတော့ရက်တည်နေနိုင်တာပေါ့အဲ့ဒီမှာကံအကြောင်းတရားကိုဒါပြီးတော့ဦးဇင်းတို့ပြောမှာပါအဲ့ဒီနေ့ညမှာပဲမျက်လုံးနဲ့ကိလေသာဟာနှစ်ခုစလုံးမရှိမနှောင်းဘာဖြစ်သွားကြတယ်ပျက်စီးသွားကြတယ်ကုန်သွားကြတယ်အဲ့ဒါမနဲ့လင်းတော့မျက်စိမမြင်တော့ဒါပေမဲ့အရှင်မြတ်ရဲ့မျက်နှာတော်ကတော့ပွင့်ငါသာကြာပရုံမာလို့လန်းဆန်းပြီးတော့နော်ရုပ်ခန္ဓာကြီးကအလွန်မင်းပျက်စီးမှုဒဏ်ကိုခံနေရပြီမလို့စိတ်ဓာတ်ကသူ့ကိုနှိမ့်ဆက်မဲ့ကိလေသာတရားတွေမရှိတော့တဲ့အတွက်ကြောင့်အလွန်တရာမှကြည်လင်လန်းဆန်းပြီးတော့ချမ်းသာပြီးတော့နေတယ်ပေါ့အဲ့ဒါနဲ့နောက်တော့ညီဖြစ်တဲ့သုလပါဠတကြွယ်ကသူ့ရဲ့သားကိုလှုပ်ပြီးတော့ပင့်လို့အဲ့ဒီမဟာပါဠမထေရဗမြတ်စွာဘုရားရှိရာဇေတဝန်ကျောင်းတော်ကိုရောက်လာတာဝိထိမြို့မှာသူ့ရဲ့ဇာတိဆိုတော့ပြုစုဖို့ဆိုတဲ့ရည်ရွယ်ချက်လဲပါမှာပေါ့ညီကအဲ့ဒါနဲ့ဒီမဟာပါဠမထေရဟာသူ့ရဲ့မျက်စိကွယ်တာကိုပဲအကြောင်းပြုပြီးတော့ဒီမျက်စိကိုပဲသူတော်တော်စောင့်ရှောက်ခဲ့ရတော့သူ့ရဲ့နာမည်ကိုစက္ခုပါဠလို့သာသနာမှာမှတ်တမ်းတင်တယ်ဘေကလည်းစက္ခုပါဠမထေရလို့ဒီလိုသိကြတယ်ဒီလိုနဲ့တနေ့တော့ရေတော်ကျောင်းတော်မှာမြတ်စွာဘုရားရဲ့ထံတော်ဘာမှာသတင်းသုံးနေရင်းနဲ့မနခင်လင်းတော်ဈဉ္ဉံကြွ
မျက်စိကမမြင်ဘူးဆိုတော့ပြီးခဲ့တဲ့ညကမိုးကလည်းရွာထားတာဆိုတော့ပရွက်ကောင်လေးတွေပြန်တန်းပြီးတော့လိမ့်ကြလာတဲ့အကောင်လေးတွေပိုးကောင်မွှားကောင်လေးတွေကဇင်းညံလမ်းမှာရှိနေတယ်ဒါပေမဲ့ဒါတွေကို तू ကမြင်တာမဟုတ်မြင်တော့ तू ပဲဇင်းညံလျှောက်သွားတော့ဒီပိုးကောင်မွှားကောင်လေးတွေကနင်းမိတဲ့အတွက်ကြောင့်တေချေပျက်စီးကြအဲ့ဒီလိုနဲ့နေ့လေလောက်ရောက်တော့ဒီအသေးကောင်လေးတွေကိုမြင်တော့ကျန်တဲ့ယဟန်တွေကဒီစက္ခုပါဠမထေကိုကဲ့ရဲ့ကြတယ်တဲ့။ကိုင်းမြင်တော့ကတော့လှုပ်ချင်ရတွေလှုပ်နေပြီးတော့မမြင်မှကြိုးစားပန်းစားအားထုတ်ပြင်းနဲ့ဒီတတ္တဝါလေးတွေကိုဖျက်ဆီးတယ်အလွန်မိုက်တဲ့ပုဂ္ဂိုလ်ပဲလို့အဲ့ဒါလို့စက္ခုပါဠမထေကိုကဲ့ရဲ့ကြတယ်အတင်းစကားဆိုကြတယ်အတင်းစကားဆိုယုံမြမကပဲနဲ့ဒီအကြောင်းအရာကိုမြတ်စွာဘုရားရဲ့ထာဏဘကသွားပြီးတော့ရှောက်တယ်။ရှောက်တော့မြတ်စွာဘုရားကချစ်သားတို့အဲ့ဒီစက္ခုပါဠမထေကပိုးကောင်လေးတွေကိုနင်းသက်နေတာကိုသင်တို့မြင်သလားလို့မေးမမအဲ့လိုတော့လေတပည့်တော်တို့မမြင်ပါဘူးဖေ။အေးတဲ့စက္ခုပါဠမထေပိုးကောင်လေးတွေကိုနင်းသက်နေတာကိုသင်တို့မမြင်သလိုအဲ့ဒီစက္ခုပါဠမထေကလည်းပိုးကောင်လေးတွေကိုမမြင်ရဘူးတဲ့။သူ့မှာသေစီလိုတဲ့စိတ်မရှိတဲ့အတွက်ကြောင့်ဘာအကုသိုလ်မှမဖြစ်ဘူး။တကယ်စင်စစ်သူဟာကိလေသာအတောတရားကုန်ခန်းနေတဲ့ယဟန္တာမြတ်တစ်ပါးဖြစ်တယ်။အဲ့ဒါလို့မြတ်စွာဘုရားကအမိန့်ရှိတော့ယဟန်တော်တွေကအရှင်ဘုရားဒီလောက်ကြီးကျယ်တဲ့တရားအထူးတရားအမြတ်ကိုရမဲ့ပုဂ္ဂိုလ်ဟာဘယ်နဲ့ကြောင့်မျက်စိနဲ့ကွယ်ပြက်ပြီးတော့ပျက်စီးတဲ့အဆင့်ကိုရောက်ရတယ်လေအဲ့ဒီမှာမြတ်စွာဘုရားကဒါဟာအကြောင်းတရားရှိတယ်တဲ့ဒါဟာသူပြုခဲ့တဲ့အမှုအားလျော်စွာဖြစ်တာယခုပြစ္ဆုတ်ပံဖြစ်နေတာကိုကြည့်ရင်တော့ယဟန္တာရှင်မြတ်ကြီးတစ်ပါးအနေနဲ့မျက်စိကိုရတာမသင့်တော်ဘူးလို့ထင်စရာရှိသို့တော့ပြုခဲ့တဲ့ကံတရားနဲ့ပြုခဲ့တဲ့အမှုကိုကြည့်မယ်ဆိုရင်တော့ဖြစ်တဲ့ဖြစ်ထိုက်တာကိုဖြစ်သွားတာပဲဆိုတာကိုလက်မခံလို့မရဘူးပေါ့အဲ့ဒါတခုသောဘဝတုန်းမှာအဲ့ဒီစက္ခုပါဠမထေဖြစ်လာမဲ့ပုဂ္ဂိုလ်ကဆေးဆရာတယောက်ဖြစ်အဲ့ဒါသူတို့နဲ့အတူတူနေတဲ့ရွာကဒကမတယောက်ကမျက်စိယောဂါဆွဲကပ်ဒါပေမဲ့ကုစရာပစ္ဆံကမရှိတဲ့အခါကျတော့ဒီဆေးဆရာကတွေ့တော့တင့်ရဲ့မျက်စိကိုငါကုပေးမယ်တင့်ရဲ့မျက်စိကိုငါကုပေးမယ်ဆိုတော့ဆရာရဲ့အဲ့လိုဆိုရင်အကုပါရဲ့ကုပေးပါပျောက်ကင်းအောင်ကုပေးပါအေးတဲ့ငါကုလို့တင့်ရဲ့မျက်စိယောဂါပျောက်သွားပြီဆိုလို့ရှိရင်မင်းငါ့ကိုဘာပေးမလဲတဲ့ဒီစကားလေးတော့နည်းနည်းသတိထားခဲ့ရမယ်နော်မင်းငါ့ကိုဘာပေးမလဲတဲ့အဲ့လိုပြောတော့ဟိုဒကမကလည်းပဲမျက်စိယောဂါဆွဲကပ်ပြီးတော့အပြင်းထန်ဆင်းရဲနေတာဆိုတော့ပျောက်ချင်ဆုံးအားကြီးတာနဲ့စကားပြောတာကနည်းနည်းတော့လွန်သွားဟန်တူပါရဲ့ဘာပြောလဲဆိုတော့အရှင်ကုလို့သာကျမရဲ့မျက်စိပျောက်မယ်ဆိုလို့ရှိရင်ကျမမှာရှိတဲ့သားသမီးနဲ့ကျမကိုယ်တိုင်အရှင်ရဲ့အိမ်မှာကျွန်အဖြစ်နဲ့အကျွေးဆက်ပါမယ်ကျွန်အဖြစ်ကိုပြုတ်ပါကျွန်အဖြစ်နဲ့သိမ့်ပိုက်ပါမျက်စိသာမြင်ပါစီအဲ့လိုပြောတဲ့ခါကျတော့ဆေးဆရာကကောင်းပြီဆိုပြီးတော့အဲ့ဒီဒကမရဲ့မျက်စိယောဂါကိုမျက်စင်းတစ်ကြိမ်နဲ့ပေးလိုက်တာနဲ့ပျောက်ကင်းစေတဲ့မျက်စင်းကိုပေးတယ်မျက်စင်းကလည်းတော်တော်ကောင်းတယ်ဆေးဆရာကအစွမ်းတတ္တိတော့အတော်ထက်ပုံရတယ်ဒါပေမဲ့ယခုနက तू မေးခဲ့တဲ့စကားလေးတစ်ခွန်းတော့မမေ့နဲ့နော်မင်းမျက်လုံးပြောင်းရင်မင်းငါ့ကိုဘာပေးမလဲဆိုတာလေအဲ့ဒါနဲ့မျက်စိခတ်လိုက်တော့မျက်စိကနောက်ရက်ကျတော့တော်တော်ကြီးသက်သာပြီးတော့ကြီးလင်းဖြစ်တယ်ဒါကိုလည်းဆေးဆရာကသိအဲ့ဒီလိုမြင်လာပြီးကောင်းလာပြီးဆိုတော့ဒီဒကမကစဉ်းစားဟာငါဂတိအတိုင်းငါစကားကိုအလွယ်ပြောလိုက်တယ်ပျောက်လို့ရှိရင်သားသမီးနဲ့တကွာကျွန်ခံရမယ်ဆိုတော့ငါကျွန်ခံရတာအရင်ကျငါသားသမီးလေးတွေအကုန်လုံးနှင်မွန်းတော့မှာပဲကျွန်ဆိုတာကလည်းပဲရှေ့တုန်းကကျွန်စနစ်ဆိုတာအလုံးမကြောက်စရာကောင်းတာတတ်ချင်တော့တတ်လို့ရတယ်ရောင်းချင်လဲရောင်းလို့ရတယ်အဲ့ဒီတော့ငါဒုက္ခပဲကျွန်ကတော့ငါမခံနိုင်ဘူးအဲ့ဒီလို့ဆိုရင်ငါဘယ်လိုလုပ်မလဲဆိုဒီဆေးဆရာကငါလှည့်စားမှဖြစ်မယ်အဲ့ဒါနဲ့နောက်နေ့ကျတော့ဆေးဆရာကဘယ်နဲ့တော့မျက်စိကတတ်တာရလားသူအကဲခတ်ကြည့်တော့တတ်တာနေတယ်ဆိုတာကိုသူရိပ်မိဒါပေမဲ့ဒကမကဘာပြောလဲဆိုတော့အရှင်တဲ့မတတ်တာဘူးတဲ့အရှင်ရဲ့ဆေးခတ်လိုက်ခါမှပိုးပြီးတော့ဆိုးလာတယ်တဲ့သူကလည်းစကားကိုဘလောင်ပလဲပြောတာပေါ့နော်အမှန်ဆိုလို့ရှိရင်အမှန်တိုင်းဖွင့်ဟဝန်ခံပြီးတော့စိတ်သဘောလေးတွေကိုနားလည်အောင်ကြိုးစားကြမယ်ဆိုရင်အဖြစ်ပြက်ဆိုးကြီးတွေကဖြစ်ချင်မှဖြစ်မယ်ခုတော့သူကအဲ့လိုပြောတဲ့ခါကျတော့ဆေးဆရာကစိတ်ကပိုးပြီးတော့တူသွားတာပေါ့တတ်တာပုံရရဲ့နဲ့ငါဆေးကြောင်ပိုးပြီးတော့ယောဂပြင်းထန်လာတယ်ဆိုတော့ဒီဒကမငါ့ကိုလှည့်စားနေတာပဲသိစီမယ်တဲ့အဲ့ဒါနဲ့ဘာလုပ်လဲဆိုတော့မျက်လုံးကိုပေါက်ထွက်သွားစေတဲ့မျက်စင်းတစ်မျိုးကိုသူဖော်ဆက်တယ်ဖော်ဆက်ပြီးတော့တ
တင်းရဲ့မျက်စိယောကအရန်ကြီးမသက်သာသေးဘူးဒါကြောင့်ဒီတစ်မျိုးကိုခတ်ပါအောင်ဆိုပြီးတော့ပေးတယ်ဟိုကလည်းအရင်မျက်စင်းတောင်တလောက်စွန့်နေတာဆိုတော့နောက်မျက်စင်းဆိုရင်တော့ပို့ပြီးတော့ရှင်းရှင်းပြောင်းမယ်ဆိုပြီးတော့ယုံကြည်မှုအပြည့်နဲ့ပေါ့လေခတ်လိုက်တယ်အဲ့ဒီတော့မှမျက်စိနှစ်ဖက်စလုံးလုံးကွယ်သွားတယ်ပျက်စီးသွားတယ်ပိသက်ရေအစာတဲ့ကိုကစားစေတနာနဲ့သူ့ကိုမျက်စိမြင်ရင်တဲ့စိတ်ဥစည်းပြီးတော့ကုပေးခဲ့တာမဟုတ်တဲ့အတွက်ကြောင့်သင်္ဃာကိုမျက်စိဝေဒနာပြောင်းရင်ဘာပေးမှလဲဆိုတဲ့မေခွန်းကလေးငါတတိထားတယ်ရပဲနော်ဟောရလို့တဲ့စိတ်တစ်ခုခုကိုဥတည်လာတဲ့အခါပြဿနာတွေကအများကြီးဖြစ်လာနိုင်တယ်ဘာဖြစ်လို့လဲဆိုမရဘူးဆိုလို့ရှိရင်သူကဒါစိတ်ဒုက္ခဖြစ်တော့မယ်အကြီးအကျယ်စိတ်ဆိုးတော့မယ်အစာတဲ့ကစားရကျင်နေတာကိုဒါကြောင့်မျောလင့်ချက်ဆိုတာတွေဟာတစ်ခါတစ်ခါမှမကောင်းတဲ့ဘက်တွေကိုတွန်းပို့သွားနိုင်တယ်ဆိုတာဒီအခြေအနေလေးကိုကြည့်ပြီးတော့တမျိုးသတိထားစရာမကောင်းဘူးလားကောင်းတယ်အဲ့ဒါလို့သူများရဲ့အပေါ်မှာထားတဲ့ထားလိုက်တဲ့စိတ်ထားကောင်းမထားခဲ့ပဲနဲ့မထားတဲ့မထားလိုက်တဲ့စိတ်ထားရုပ်တွေထားပြီးတော့အဲ့ဒီစိတ်ရုပ်မာတွေကိုအကောင်အထည်ပါပေါ်အောင်လှုပ်ဆောင်ခဲ့တယ်ဒါကလည်းပဲပိဿပေါင်းတော်ကောင်းတို့သတိထားစရာပါပဲစိတ်ရဲ့သဘောဟာစိတ်ထဲမှာတင်မကောင်းတာတွေဖြစ်နေတယ်ဆိုရင်ကာယကံမြောက်ဝစီကံမြောက်မဖြစ်သေးဘူးဆိုရင်နည်းနည်းတော့ခံစားသေးတာပေါ့ဟုတ်တယ်မဟုတ်လားမကောင်းတဲ့စိတ်ကြီးကိုကာယကံမြောက်အပြုမှုနဲ့အကောင်အထည်ဖော်ကြမယ်ဝစီကံမြောက်အပြောဆိုနဲ့အကောင်အထည်ဖော်မယ်ဆိုရင်ပိုးပြီးတော့တစ်ဖက်လူမှာလည်းပဲဆင်းရဲဒုက္ခရောက်သွားတဲ့အကြောင်းမရှိဘူးလားရှိတယ်ကြွေဆိုကြမှာဆိုဒေါသဖြစ်တယ်စိတ်ထဲတင်မဲ့ဒေါသဖြစ်တယ်ဒီဒေါသအားလျော်စွာဒေါသအလျောက်မပြောမိအောင်ထိမ့်လိုက်နိုင်မယ်ဆိုရင်ဒါတော်တယ်ပေါ့ဟာဒေါသလည်းထွက်တယ်ဒေါသလျောက်လည်းပြောမိအောင်ပြောလိုက်အောင်ပဲဆိုရင်တော့ဒါပိုဆိုးမသွားဘူးလားဆိုးသွားတယ်ဟာပြောယုံနဲ့မကျင်တတ်ဘူးကိုယ်ဒီလျောက်ကိုပဲမရာဇဝမှုလွန်ကျူးသည့်အထိအမျိုးမျိုးကာယကံဆိုးဝါးတာတွေပါဆက်လက်ပြီးတော့ဖြစ်ပေါ်စေမယ်ဆိုရင်ပို့ပြီးတော့မဆိုးဘူးလားဆိုတယ်ခုသူဟာသူ့ရဲ့စိတ်ယုံမှာကိုစိတ်ယုံမှာဖြစ်တဲ့အချိန်မှာပျောက်သွားအောင်သူမထိန်သိမ်းနိုင်ဘူးပေါ့ဒါကိုသူအကောင်းထဲဖို့သည့်အထိသူ့ရဲ့ဒေါသသူ့ရဲ့မကောင်းတဲ့စိတ်တွေကိုအပြောမှအပြုမှားတွေနဲ့ပုံဖော်သည့်အထိပုံပေါ်သည့်အထိသူဟာမလုပ်ခဲ့တော့မကောင်းခဲ့ဘူးယုံမာခဲ့တယ်တနည်းအားဖြင့်မကောင်းတဲ့စိတ်တွေဟာကာယကံမြောက်သည့်အထိကြီးထွားသွားတယ်ပေါ့ဝစီကံမြောက်သည့်အထိကြီးထွားသွားတယ်ဒါကလည်းပဲကြီးထွားသွားရင်ထိမ့်ဖို့ဆိုတာကတော့တိတ်ပြီးတော့မလွယ်ဘူးပေါ့ဟုတ်လားစိတ်ကတိတ်ပြီးတော့ဆိုကြပါစို့ဒေါသဖြစ်တယ်ဆိုရင်တော့မှဒေါသကအตาလေးပဲဖြစ်တယ်ခက်လက်လက်ဖြစ်တယ်အကြီးကြီးဖြစ်တယ်ဆိုပြီးတော့အဆင့်အမျိုးမျိုးပြောလို့မရဘူးလားရတယ်အလွန်အမင်းဒေါသအားကြီးလာပြီဆိုလို့ရှိရင်ထိမ့်နိုင်သိမ့်နိုင်တဲ့အဆင့်ကိုကျော်သွားတယ်ဝစီကံလည်းမထိမ့်နိုင်တော့ဘူးကာယကံလည်းမထိမ့်နိုင်တော့ဘူးအဲ့ဒါဆိုရင်တော့မဆိုးဘူးလားဆိုတယ်အဲ့ဒီမထိမ့်နိုင်ဘူးဆိုတာကဘာကိုမထိမ့်နိုင်တာလို့ဆိုဒီစိတ်ကိုပဲမထိမ့်နိုင်ဘူးလို့ပြောကြတာပဲမဟုတ်လားဟုတ်တယ်မဟုတ်လားစိတ်ကများလာဆိုကြပါစို့ဦးဇင်းတို့ပေးနေကြဥပမာတစ်ခုဒကမာကြီးတွေထမင်းအိုးတယ်ပြီဆိုရင်ထမင်းအိုးပွက်တယ်ပေါ့ဗျာထမင်းအိုးဘာကြောင့်ပွက်လဲဆိုတော့အောက်ကမီးပြင်းထိုးထားတော့ပွက်တာပေါ့အဲ့ဒီလိုပွက်နေတဲ့အချိန်မှာဒီမီးကိုမလျှော့နိုင်ဘူးဆိုရင်အဲ့ဒီထမင်းအိုးကြီးကဘာဖြစ်မလို့ဝေးကျသွားမှာပေါ့မီးမှမလျှော့တာကိုဟုတ်လားဝေလောက်တဲ့အဆင့်ထိပြစ်ထားမယ်ဆိုရင်ဝေးကျသွားမှာပေါ့နော်အဲ့ဒါလိုပဲဒကာဓမ္မတို့ဦးဇင်းတို့ရဲ့စိတ်ကိုမီးပြင်းထိုးနေတဲ့ကိလေသာတရားဆိုတာရှိတယ်နော်လောဘဒေါသမောဟမမာနအိတ်တမစ္စရိယဒါပိတ္တတို့သိပါနော်အဲ့ဒီမီးပြင်းထိုးလိုက်လို့ဟာစိတ်ထဲမှာစူးပွက်လာတယ်အဲ့ဒီအချိန်မှာအဲ့ဒီမီးကိုမလျှော့ဘူးဆိုရင်အဲ့ဒီစူးပွက်လာတဲ့အဆင့်ကဘယ်ထိတက်လာမလို့ဆိုပါဇက်ထိနှုတ်ထိတက်လာဝစီကံမြောက်ပြောလာလိမ့်မယ်ဟုတ်လားအဲ့ဒီထိဒီမီးကိုမလျှော့နိုင်ဘူးဆိုရင်ကာယကံမြောက်ရှေ့ဆက်ပြီးတော့တက်လာကြအကြောင်းမရှိဘူးလားရှိတယ်ဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့ဒီစိတ်ကလေးကိုဒကာဓမ္မတို့ဦးဇင်းတို့သတိထားကြဖို့မလိုဘူးလားလိုတယ်အခုစက္ခုပါဠမထေရလောင်းဟာအဲ့ဒါလိုစီးစရာရဲ့ဘဝကနော်မကောင်းတဲ့စိတ်ကိုအကောင်အထည်ပေါ်သည့်အထိနော်လှုပ်ဆောင်ခဲ့တဲ့ပြုမှုခဲ့တဲ့အတွက်ကြောင့်အခြေခံကတော့မကောင်းတဲ့စိတ်ပေါ့နော်သို့တော့မကောင်းတဲ့စိတ်ကတော်တော်ကြီးကိုကြီးသွားတယ်တော်တော်ကြီးကြီးသွားတယ်ဆိုတာဘာကိုကြည့်ပြီးတော့သိနိုင်လဲဆိုတော့သူ့ရဲ့ကာယကံဝစီကံကိုကြည့်ပြီးတော့သိနိုင်တယ်နော်အဲ့ဒါကြောင့်မလို့သူများအကျိုးမဲ့သွားတဲ့အတွက်ကြောင့်သူအဲ့ဒါနဲ့တန်တဲ့အကျိုးရလဒ်ကိုရတယ်ပေါ့နော်တဘာဝတရားကြီးကအလွန်မှမျှတာတယ်တနည်းအားဖြင့်အလွန်မှလည်းစမ်းကြယ်တယ်လို့ဆိုရတယ်နော်ပြုတ်ထားသည့်အတိုင်းဖြစ်ကြတာဆိုတာလောကကြီးရဲ့တဘာဝတရားဒါပြောင်းလဲလို့မရမြတ်စွာဘုရားတောင်မှပြောင်းလဲလို့မရတဲ့အရာကြီး၄မျိုးဆိုပြီးတော့
အင်္ဂုတ္တပါဠိတော်မှာဟောထားတာရှိတယ်အိုရတဲ့အရာကိုမအိုရအောင်မြတ်စွာဘုရားမတတ်နိုင်နော်နာရတဲ့အရာကိုမနာရအောင်မြတ်စွာဘုရားမတတ်နိုင်သေတတ်တဲ့အရာကိုမသေရအောင်မြတ်စွာဘုရားမတတ်နိုင်ပြုထားတဲ့ကံရဲ့အကျိုးပေးခွင့်မသာအောင်မြတ်စွာဘုရားမတတ်နိုင်ပြုထားရင်တော့ပြုသူဖြစ်မိရင်တော့ခံသူဖြစ်ရလိမ့်မယ်ဟုတ်ရဲ့လားဒါကြောင့်ပေတပေါင်းသူတော်ကောင်းတို့မိမိရဲ့စိတ်တွေကိုအလွန်တရာဆိုးဝါးတဲ့ကာယကံဝစီကံတွေဖြစ်သည့်အထိဆိုးဝါးတဲ့စိတ်တွေကိုကြီးထွားခွင့်မပေးဖို့မလိုဘူးလားလိုတယ်ဒါဥရှင်တို့စိတ်သာလင်ပဓာနာဆိုတဲ့အပိုင်းမှာပထမပြောခြင်းတဲ့အပိုင်းပေါ့နော်ဒါဥရှင်တို့ဒုတိယပြောခြင်းတဲ့အပိုင်းကအဲ့ဒီဝိတ္ထုပြီးတော့ဇက်တိုက်ဖဲမှတ်တမ်းတင်ထားတဲ့ဝိတ္ထုမထကုန္ဒလီဝိတ္ထုတဲ့မထကုန္ဒလီဆိုတဲ့နတ်သားတစ်ယောက်ကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားဟောခဲ့တယ်မနောပုပ္ပင်္ဂမဓမ္မမနောတိထာမနောမေယမနသာစေပတ္တနေနဘာတတိဝါကရောတိဝါတဒောနံဒုက္ခမနွေတိသာယာဝအနုပါယိနိအဓိပ္ပာယ်ကဘာပြောလဲဆိုတော့ဒီနံတရားတွေထဲမှာစိတ်တည်တာလည်းခေါင်းဆောင်ဖြစ်တယ်စိတ်တည်တာလည်းအကြည်မှုဖြစ်တယ်စိတ်ဖြစ်တာလည်းပြီးစီးကြရတယ်ဒါကြောင့်ပတ္တနေနကြည်လင်တဲ့မနတ္တာစိတ်ဖြင့်စေဘာတတိဝါအကယ်၍ပြောမှုလေးပြောညာအံ့စေကရောတိဝါအကယ်၍ပြုမှုလေးပြုညာအံ့သူကြတော့ကြည်လင်တဲ့စိတ်ကလေးဖြစ်သွားတယ်နော်အဲ့ဒီကြည်လင်တဲ့စိတ်ကလေးနဲ့ပြုကြမယ်ပြောကြမယ်ဆိုလို့ရှိရင်တတောနံဒုက္ခမနွေတိတဲ့အဲ့ဒီပုဂ္ဂိုလ်ရဲ့နောက်ကိုအဲ့ဒါလိုကြည်လင်တဲ့စိတ်ကလေးနဲ့ပြုခဲ့ပြောခဲ့တဲ့အတွက်ကြောင့်ချမ်းသာဒုက္ခတွေဟာအစဉ်လိုက်တယ်တဲ့သာယာဝအနုပါယိနိဝင်ဆောင်နွားလားမိမိသွားရရဲ့နောက်ကိုမိမိရဲ့အရေးဟာအမြဲတမ်းလိုက်နေသလိုတဲ့သူကြတော့ဥပမာကတစ်မျိုးဖြစ်သွားတယ်နော်ကိုသွားတဲ့နောက်ကိုကိုယ့်ရဲ့အရေးဟာအမြဲတမ်းလိုက်နေသလိုတဲ့အရေးကိုထားခဲ့လို့မရဘူးနော်ပေးတဲ့ဥပမာကတော့တစ်မျိုးစီပဲအဲ့တော့ဦးဇင်းတို့ဒီဒုတိယသိခွင့်ရတဲ့အကြောင်းအရာကကြည်လင်တဲ့စိတ်နဲ့သာပြုကြပြောကြမယ်ကောင်းမြတ်တဲ့စိတ်နဲ့သာပြုကြပြောကြမယ်ဆိုလို့ရှိရင်စိတ်ကောင်းနှလုံးကောင်းကိုအခြေခံပြီးတော့ဖြစ်ပေါ်လာတဲ့ကာယကံမှုဝစီကံမှုတို့သည်ချမ်းသာခြင်းဆိုတဲ့အကျိုးကျေးဇူးကိုသာလည်းအစဉ်အမြဲဖြစ်စေလိမ့်မယ်အရေးဟာမိမိရဲ့နောက်ကိုအမြဲတမ်းလိုက်နေသလိုလို့ပေးတဲ့ဥပမာလည်းပဲမှတ်သားစရာမကောင်းဘူးလားကောင်းတယ်အဲ့ဒါကိုမြတ်စွာဘုရားကဘယ်သူကိုအကြောင်းပြုပြီးတော့ဟောတာလဲဆိုတော့ယခုနကပြောခဲ့တဲ့မထကုန္ဒလီဆိုတဲ့နတ်သားကိုအကြောင်းပြုပြီးတော့ဟောတယ်ဒီမထကုန္ဒလီဆိုတဲ့နတ်သားကဘလို့ဖြစ်ပေါ်လာလေသူ့ရဲ့အကြောင်းလေးကလည်းထိုက်တလောက်တော့စိတ်ဝင်စားစရာကောင်းတယ်ပေါ့ဦးဇင်းတို့တာဝိထိမြို့မှာပဲအဒိဏပုပ္ပကဆိုတဲ့တထေးတစ်ယောက်ရှိတယ်အဒိဏပုပ္ပကတဲ့တခါမှမပေးဘူးမလှူဘူးမစွန့်ဘူးတဲ့တထေးလို့နာမည်ရတယ်နော်အဒိဏပုပ္ပကတဲ့အလွန်နှမျောတဲ့တွန့်တော်တဲ့တထေးပေါ့ဘယ်သူကိုမှဘာကိုမှမပေးဘူးတဲ့အဓိပ္ပာယ်ကသူ့မှာတူရီသောသားလေးရှိတယ်မထကုန္ဒလီတဲ့မထကုန္ဒလီလို့နာမည်ရပုံကိုကစားစိတ်ဝင်စားတဲ့တမျိုးကောင်းတယ်သူ့ရဲ့သားလေးအရွယ်ရောက်လာတော့ရှေးခေတ်ရဲ့ယဉ်ကျေးမှုအရနှတောင်းဆင်မယ်ဆိုတော့အဲ့ဒီနှတောင်းကိုပရိန်တယ်ကိုသွားခိုင်းမယ်ဆိုရင်လက်ခတွေဘာတွေကုံမာဆိုးလို့ရွှေတွေဘာတွေရော့မာဆိုးလို့သူကသူပဲအဲ့ဒီနှတောင်းကိုလှုပ်တယ်ပုံမကြပန်းမကြပေါ့လေနားရဲထိုးလို့ရယုံမျှဒါပေမဲ့ရွှေကိုလှုပ်ထားတာဆိုတော့တန်ဖိုးတော့ရှိတယ်အဲ့ဒီနှတောင်းပုံမကြပန်းမကြကိုပဲအကြောင်းပြုပြီးတော့သူ့ရဲ့သားကိုမထကုန္ဒလီလို့နာမည်ပေးကြတယ်တဲ့ခေါ်ကြတယ်ပေါ့ကုန္ဒလဆိုတာနှတောင်းပေါ့နော်အဲ့ဒီလိုနဲ့သူ့ရဲ့သားကလေးတူရီသောသားလေးတနေ့ရောက်တော့18အရွယ်ကလေးပေါ့ယောဂဆွဲကပ်လာယောဂဆွဲကပ်လာတော့မိခင်ဖြစ်တဲ့ပုံနေမကဒီအဒိဏပုပ္ပကတထေးကိုအရှင်သားအတွက်စိတ်ကူဖို့ကြိုးစားပါအောင်သားမယောဂကပ်နေတယ်အဲ့ဒီလိုပြောတဲ့အခါကျတော့ဆေးဆရာခေါ်ပြီးတော့စိတ်ကူမယ်ဆိုတော့ဆေးဖို့ကတော်တော်မသက်မသာကုန်ပါပဲအဲ့ဒီတော့နေပါအောင်ဆိုပြီးတော့ဆေးဆရာတွေကြီးကိုသွားပြီးတော့မေးတယ်တဲ့ဘယ်လိုယောဂဖြစ်ရင်ဘယ်လိုကုရတယ်လဲသူသားရဲ့ယောဂလက္ခဏာတွေကိုပြောပြီးတော့ဘယ်လိုများကုရရင်ကောင်းမလဲပေါ့တော့ဆေးဆရာတွေကလည်းပဲစိတ်ထဲရှိသလိုတော်ဆွရောဆွပဲပြောလိုက်မှာပေါ့အဲ့တော့သူကဘယ်လိုအရွက်တွေဘယ်လိုအခောက်တွေကိုထောင်းထုပြီးတော့တိုက်ရင်တော့ပြောင်းမှာပဲဆိုတာကိုပဲတခါတည်းအခိုင်အမာယူပြီးတော့သူဆေးမီးတို့နဲ့ပဲကုတယ်အဲ့ဒီမှာယောဂကကုရင်းနဲ့တဖြည်းဖြည်းနဲ့ကျွမ်းလာယောဂကျွမ်းလာလို့မနေနိုင်မထိုင်နိုင်ဖြစ်ပြီဆိုတော့မှဆေးဆရာသွားခေါ်နှမျောတဲ့အမှုကအဲ့ဒါလို့ဆေးဆရာသွားခေါ်တော့ဆေးဆရာကသိတယ်ဘလို့မှဒါကုလို့မရတော့ဘူးဆိုတာသိတော့
အဲ့ဒီမှာဒီပြင်လူနာတွေဒီကိုသွားတယ်ရှိလို့ပါလို့သွားရင်းနဲ့ပဲပြစ်ထားခဲ့တယ်ပေါ့ဒီလိုနဲ့သားလေးကရေတိမ်နေရမယ်အနေအထားကိုရောက်လာတော့လူမမာကိုလာပြီးတော့မေးကြတဲ့လူတွေကရှိနေတာဆိုတော့အရိဏပုပ္ပကကဘလို့စဉ်းစားလဲဆိုတော့ငါသားလူမမာကိုအကြောင်းပြုတ်ပြီးတော့လူတွေကလည်းဧည့်သည်တွေကလည်းရောက်လာလိုက်တာအိမ်ရှိတဲ့ပစ္စည်းတွေကိုတော့အကုန်မြင်တော့မှာပဲအဲ့ဒါနဲ့အိမ်ရှိတဲ့ပစ္စည်းကိုမြင်မှာစိုးလို့ဆိုပြီးတော့သားကိုအိမ်ရှိမှာကဒင်ကလေးချပြီးတော့အိမ်ရှိကိုထုတ်ထားအိမ်ထဲမှာမထားအောင်အဲ့ဒီလိုအိမ်ရှိထုတ်ထားတာကိုကစပြီးတော့ကောင်းတယ်လို့ဖြစ်သွားတယ်ပေါ့ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီနေ့မနေ့မှာပဲမြတ်စွာဘုရားကရွှေဉဏ်တော်ကွန်ရက်ကိုဖြန့်ကျက်ပြီးတော့ကြည့်တော့ဒီမထကုဏ္ဏတိသတို့သားဘာကုသိုလ်ကောင်းမှုမှလည်းမပြုအမေအဖေကလည်းဘာမှအသိဉာဏ်မရှိတော့သားကိုလည်းပဲအသိဉာဏ်ရှိအောင်ဘာမှသွန်သင်ထားတာလည်းမရှိသူတို့ကိုယ်တိုင်ကလည်းကုသိုလ်ကောင်းမှုနဲ့မွေးလျော်တတ်တဲ့ပုဂ္ဂိုလ်မဟုတ်လေတော့သားကလည်းပဲကုသိုလ်ကောင်းမှုနဲ့မွေးလျော်တတ်တဲ့ပုဂ္ဂိုလ်မဟုတ်ပြန်အဲ့တော့မကြခင်မှာပဲသိရတော့မယ်ဆိုတော့အလွန်မှတနာစရာကောင်းတယ်မကောင်းတဲ့ယုံညံ့တဲ့ဘဝကိုတော့ရတော့မှပဲအဲ့ဒါနဲ့မြတ်စွာဘုရားကအကျိုးရှိစေမယ်ဆိုပြီးတော့အဲ့ဒါကြွလာလမ်းမှာပဲကြွသွားတော့အတန်ဃာတွေခြံရံပြီးတော့ဆွမ်းခံရင်းနဲ့အဲ့ဒီနာကဖြတ်ကြွတယ်အဲ့ဒီမှာမထကုဏ္ဏလေးကအသားလေးပက်လက်လေးသူလှုပ်တော့မလှုပ်နိုင်တော့ဘူးအဲ့ဒီချိန်မှာမြတ်စွာဘုရားကရောင်ကြီးတော်လွတ်တယ်ပေါ့အယောင်ကအလွန်မှကြည်လင်တဲ့တန့်ရှင်းတဲ့စိတ်နှလုံးကိုအလွန်မှကြည်နူးလို့ရကောင်းတဲ့အေးချမ်းတဲ့အယောင်ကိုလွတ်တယ်အဲ့ဒီအယောင်ကိုမြင်တော့ဒါဘာယောင်လဲမသိဘူးဆိုပြီးတော့ခေါင်းလေးကိုအသာငဲ့ပြီးတော့အယောင်လာရာကိုကြည့်တယ်ပေါ့ကြည့်တဲ့အခါကျတော့မြတ်စွာဘုရားကိုဖူးတွေ့ရတယ်အဲ့တော့သူဒါဟာမြတ်စွာဘုရားလို့နာမည်မှအလွန်ကြီးတဲ့ပုဂ္ဂိုလ်ပဲအဲ့ဒါနဲ့မြတ်စွာဘုရားရဲ့မျက်နှာတော်ကိုသေချာကြည့်တော့အလွန်မှလည်းတပ်ပယ်တာကတကြောင်စိတ်နှလုံးမှာလောဘဒေါသမောဟကိလေသာအငြိကြီးလုံးဝတန့်ရှင်းနေတာမှာဝါဒနာနဲ့တကွပယ်ထားတဲ့အတွက်ကြောင့်အလွန်အမင်းတန့်ရှင်းကြည်လင်နေတယ်ပေါ့အဲ့တော့အဲ့ဒီဓာတ်တွေကမကူးဆက်ပဲမနေဘူးအဲ့ဒီဓာတ်တွေကမခံစားမိပဲနေမှာမဟုတ်နော်ဆိုကြပါစို့ဘေးသမောင်းတော်ကောင်းတို့အလွန်မှပူပူလောင်လောင်ဆင်းဆင်းရဲရဲရှုပ်ရှုပ်ထွေးထွေးနေတဲ့လူတစ်ယောက်ရဲ့မျက်နှာကိုမြင်ရတဲ့နဲ့အလွန်မှအေးအေးဆေးဆေးကြည်ကြည်လင်လင်တန့်တန့်ရှင်းရှင်းနေတဲ့လူတစ်ယောက်ရဲ့မျက်နှာကိုမြင်ရတာခံစားချက်ချင်းတူနိုင်မလားမတူနိုင်ဘူးကိုမြတ်စွာဘုရားရဲ့ဒီရုပ်ပိုင်းဆိုင်ရာကလည်းပဲအတုမဲ့လို့ပြောရမှာပေါ့ဘဝကဖြည့်ဆည်းခဲ့တဲ့ပါရမီတွေရဲ့အစွမ်းတတ္တိဒါဒီဘဝတစ်ခုတည်းပြုံပြီးတော့အကျိုးပေးရမှာနောက်ထပ်ဘဝကလည်းဆက်เสียရမရှိတော့ဘယ်ကုသိုလ်ကောင်းမှုမျိုးကမဆိုငါကအရင်ကျိုးပေးငါကအရင်အကျိုးပေးမယ်ဆိုပြီးတော့အကုန်လုံးကစုပြုံပြီးတော့အကျိုးပေးတာဆိုတော့မြတ်စွာဘုရားရဲ့ကိုယ်ခန္ဓာတော်ဟာဘယ်နာလေးကဘာလေးလိုးနေတယ်ဆိုတာမရှိဘူးဒါကြောင့်မြတ်စွာဘုရားကိုတကယ်ပုံတူထုဖို့ဆိုတာဘယ်လိုမှမဖြစ်နိုင်မြတ်စွာဘုရားရဲ့ပုံဟာအတူဆိုတာမရှိဘူးနော်တရားဓမ္မတို့ဦးရှင်တို့ဘုရားလက်ထက်မှာလူမဖြစ်ခဲ့ရတာမြတ်စွာဘုရားကိုမဖူးမြော်ရတာတွေးကြည့်မယ်ဆိုရင်တော့ဒါအလွန်မှလည်းပဲအဖြစ်ဆိုးတဲ့တမျိုးလို့ပြောရမှာပေါ့အရန်ကြီးနှစ်တင်မကွာသေးပဲနဲ့တရားဓမ္မတို့ဦးရှင်တို့ဒါသိခွင့်မရဘူးမြတ်စွာဘုရားရဲ့ရုပ်ပုံတော်ကိုတကယ်တိတိကျကျမမြင်ဘူးရဘူးပေါ့နော်ဒါပေမဲ့အကြောင်းအကျိုးစီစီလျော်စွာတဘာဝကြကြစဉ်းစားကြည့်မယ်ဆိုရင်မြတ်စွာဘုရားရဲ့ဖြည့်ဆည်းခဲ့တဲ့အလောင်းတော်ဘုရားကဖြည့်ဆည်းခဲ့တဲ့ပါရမီတွေစဉ်းစားကြည့်ပါခုဦးဇင်းတို့မျက်မြင်လောကမှာတောင်တချို့ရုပ်ရည်ဟာအလုံးမှတန့်ရှင်းပြီးတော့ပြည့်စုံတဲ့ရုပ်ရည်ရှားရှားပါးပါးရှိတဲ့လူတွေကိုမတွေ့နိုင်ဘူးလားတွေ့နိုင်တယ်ငါအဖေအမေကလည်းဒီလောက်ကြီးချိုးလို့လည်းမဟုတ်လားသူကံနဲ့သူဖြစ်ကြတာပေါ့ဒါကတော့ကံတွေကစီမံတာပေါ့နော်အဲ့ဒါလိုမြတ်စွာဘုရားမှာပါရမီကုသိုလ်ကံတွေကလုံးဝပြည့်စုံထားတာဆိုတော့ဒီရုပ်ပိုင်းဆိုင်ကလည်းလုံးဝပြည့်စုံအောင်ဖန်တီးထားတယ်အဲ့ဒီလိုဖန်တီးထားရတဲ့အထက်ပြစ္ဆုတ်ပံကိလေသာအာသောတရားကိုလုံးဝဝါဒနာနဲ့တကွပယ်ရှားထားတာကလည်းပဲဒီရုပ်ရည်ကိုပို့ပြီးတော့တန့်ရှင်းသွားစေတယ်အပြစ်ကင်းသွားစေတယ်ပေါ့အဲ့ဒါလိုအဖက်ဖက်ကဘလို့မှလိုလေသေးမရှိပြည့်စုံနေတဲ့ဒီရုပ်ရည်ကိုမြင်ရတော့ဒီမထကုဏ္ဏလေးရဲ့စိတ်ထဲမှာကြည်နူးမှုဆိုတာကအကြီးအကျယ်ရှိမယ်ပေါ့ဒီဓာတ်တဘာဝဟာသူ့ကိုအများကြီးရိုက်ခတ်ဒါဟာအလွန်မြင့်မြတ်တဲ့ပုဂ္ဂိုလ်ပဲဆိုတာကိုသူ့စိတ်ထဲမှာပြောပြမဲ့လူမရှိလဲပဲအနေအထားအရသိနိုင်တဲ့အခြေအနေမှာရှိမယ်ပေါ့ဟုတ်လားဒါအလွန်မြင့်မြတ်တဲ့ပုဂ္ဂိုလ်ပဲလို့စိတ်ထဲကဖြစ်သွားတာကိုကစားအဲ့ဒါကြည်လင်တဲ့စိတ်တနည်းအားဖြင့်တရားတရားလို့ပြောရနော်ဒါအလွန်မြင့်မြတ်တဲ့ပုဂ္ဂိုလ်ပဲလို့သိလိုက်တာဟာအဲ့ဒါတရားတရားလို့ဆိုရဆိုကြပါစို့
မြတ်စွာဘုရားရဲ့ဂုဏ်တော်တွေကိုယုံကြည်တာကိုတရားတရားလို့ပြီးတော့နားနေတယ်နော်တရားတော်ရဲ့ဂုဏ်တန်ခါတော်တွေရဲ့ဂုဏ်ကိုယုံကြည်တယ်ဆိုရင်ဒါတရားတရားလို့မြတ်စွာဘုရားကိုယ်တော်လိုက်ဟောထားတာပါပဲဟုတ်လားအဲ့ဒါလိုပဲသူဟာအသေးစိတ်တွေကို तू နားမလည်ပေမဲ့လို့မြတ်စွာဘုရားရဲ့ရုပ်ပုံမြတ်စွာဘုရားရဲ့အနေထားကိုကြည့်ပြီးတော့ဒါဟာမြင့်မြတ်တဲ့ပုဂ္ဂိုလ်ဒါဟာစင်ကြယ်တဲ့ပုဂ္ဂိုလ်ဒါဟာအလွန်မှကြည်ညိုဖွယ်ရာကောင်းတဲ့ပုဂ္ဂိုလ်ဆိုတာတော့သူစိတ်ထဲမှာမခံစားရပြီဘူးလားခံစားရပြီအဲ့ဒီအခိုက်အတန့်လေးအဲ့ဒါကို तू ကခံစားရတော့အကောင့်ထဲဖော်ခြင်းတယ်ပေါ့သူ့ရဲ့ကြည်လင်တဲ့စိတ်ကလေးရဲ့အကောင့်ထဲဖော်ခြင်းတယ်အဲ့ဒါကဘာလဲဆိုတော့လက်နှစ်ဖက်ကိုရှက်ပြီးတော့လက်အုပ်ချီပြီးတော့ तू ရှစ်ခိုးခြင်းတယ်ပေါ့ဒါပေမဲ့သူ့ရဲ့ခန္ဓာကိုယ်ကအဲ့လောက်ထိသူ့ကိုအခွင့်အရေးမပေးတော့ဘူးသူ့ရဲ့လက်နှစ်ဖက်ကို तू မသေးနိုင်တော့ဘူးပေတရုတေဂာနီအနေထားဆိုတာကအလွန်မှကြောက်မက်ဖွယ်ရာကောင်းပါတယ်နော်တစ်သက်လုံးကကိုအစိုးရတယ်လို့ငါသွားခြင်းရသွားနိုင်တယ်လာခြင်းရလာနိုင်တယ်ပြောခြင်းရပြောနိုင်တယ်ဆိုခြင်းရဆိုနေလှုပ်ခြင်းတို့လှုပ်နိုင်တယ်လို့ဒီအထင်တစ်လုံးနဲ့တရားဓမ္မတို့ဦးဇင်းတို့တွေကရှင်းသန်းနေတာဟုတ်ဗျဟုတ်လားတေဂာနီအနေထားမှာတချို့မျက်ခွန်လေးတောင်မလှန်နိုင်တော့ဘူးအသက်တောင်ဝအောင်မရှူနိုင်တော့ဘူးတကယ်တမ်းကငါဆိုတာလည်းဟုတ်မှာမဟုတ်ဖဲနဲ့နော်သူ့ရဲ့သဘာဝတရားလုံနိုင်ခြင်းရှိတော့လုံနိုင်တော့တာပဲလုံနိုင်ခြင်းမရှိတော့မလုံနိုင်တော့ဘူးပေါ့ဟုတ်တယ်မဟုတ်လားဆိုကြပါစို့ရုပ်သေးရုပ်ကကျိုးတွေပြတ်နေတယ်ဆိုရင်သူ့ကိုလှုပ်ရှားအောင်လုပ်လို့ရမှာလားမရနိုင်တော့ဘူးဟုတ်လားအဲ့ဒါလိုပဲတရားဓမ္မတို့ဦးဇင်းတို့တွေကပုထုဇဉ်သဘာဝဉာဏ်အမြင်တွေမရှင်းကြသေးလို့ဒီရုပ်ကာယကြီးကိုငါဟာငါပိုင်တယ်ငါလှုပ်ချင်တယ်လို့လှုပ်လို့ရတယ်လို့အထင်သာလင်သာရှိနေတာတကယ်တမ်းကအဲ့လိုမဟုတ်ဘူးလှုပ်လို့ရတယ်ဆိုတာလှုပ်လို့ရနိုင်တဲ့အနေအထားလေးရှိတော့မို့လို့လှုပ်လို့ရနေတာလှုပ်လို့မရနိုင်တဲ့အနေအထားဆိုတာကိုရောက်အောင်မယ်ပေါ့အခုကြည့်လေသူ့ရဲ့လက်နှစ်ဖက်ကိုသူမြှောက်ပြီးတော့မချီနိုင်တော့ဘူးနော်အဲ့ဒီလိုနဲ့သူကသားလေးငေးကြည့်ပြီးတော့ကြည်လင်တဲ့စိတ်ကတော့အလွန်မင်းဖြစ်နေတယ်ဒီလက်အုပ်ကလေးကိုချီခြင်းနဲ့သူရှ िख ိုးခြင်းနဲ့ဒါပေမဲ့အဲ့ဒီအထိသူခန္ဓာကိုယ်ကအခွင့်အရေးမပေးတော့ဘူးအဲ့ဒါမြတ်စွာဘုရားကသိတယ်ဩငါဘုရားရဲ့ပုံမှာအလွန်တရာမှကြည်ညိုတဲ့စိတ်ကြည်လင်တဲ့စိတ်ကလေးသူ့မှာဖြစ်သွားတယ်ဒါဆိုရင်လုံလောက်ပြီလို့မြတ်စွာဘုရားကသိတယ်အဲ့ဒါနဲ့ဆက်ကြွသွားတာပဲအဲ့ဒါခဏနေတော့သုတိစိတ်ကြတာသေတာပဲသေတဲ့အခါကျတော့အိပ်ပျော်တဲ့ယောက်ျားနိုးသလိုတဲ့တာဝရိန္ဒနတ်တွေရဲ့အပေါင်းဖော်သွားဖြစ်တယ်နတ်သားတယောက်သွားဖြစ်တယ်အဲ့ဒါနဲ့သူကနတ်ပြည်ရောက်တော့ဩငါဘယ်ဘဝကလာတော့ဘယ်ဘဝကလာတာပဲသိတယ်ပေါ့သိတော့ငါအဖေတော်တော်နှမျောတဲ့လူခုဘာတွေများလုံနေတုံးလို့ကြည်တော့သူ့ရဲ့အလောင်းကိုမြုပ်နှံထားရတင်ညာကုန်းမှာလက်နှစ်ဖက်ကိုမြှောက်ပြီးတော့ငါချစ်တဲ့တူရီတော်သားလေးအခုဘယ်မြန်ရောက်နေလဲဘလို့မြန်တွေးရပါမလဲဆိုတော့အတင်းငိုနေတယ်တဲ့တခါကြီးကအဲ့ဒါနဲ့ကြည်စံဈေးကုလို့ရတော့ကတော့ဈေးမကုပါပဲနဲ့တေးသွားပြီဆိုတော့မှတင်ညာကုန်းသွားပြီးတော့ငိုနေတဲ့ဒီပုံနာကိုငါသွားပြီးတော့ပညာပြအောင်မယ်ဆိုပြီးတော့အဲ့ဒီမထကုံတလီလူလင်ကဖြစ်ခဲ့တဲ့နတ်သားကအရင်ဘဝကမထကုံတလီနဲ့ပုံတရံလေးနည်းနည်းတူအောင်ဖန်ဆင်းပြီးတော့အဲ့ဒီနာမှာသူကလည်းအပြိုင်လက်နှစ်ဖက်ကိုမြှောက်ပြီးတော့ငိုတယ်တဲ့အဲ့လိုငိုတဲ့အခါကျတော့အရိဏပုပ္ပကပုံနာကဟာဒီသင်္ချိုင်းကုန်းဒီတောထဲမှာငါတယောက်တည်းငိုနေတယ်မှတ်တယ်ဒီကောင်လေးကဘာလို့ငိုနေလဲပေါ့အဲ့ဒါနဲ့ကြည့်တော့သူ့သားလေးနဲ့တူတယ်ဆိုတာလည်း तू သိတယ်ဒါပေမဲ့သူ့သားကတေသွားပြီဆိုတာလည်း तू သိတော့သူ့သားမဟုတ်ဘူးလို့လည်းပဲ तू သိတယ်အဲ့ဒါနဲ့မြစ်တာကတော်တော်ဖြစ်နေတယ်ပေါ့သူ့သားနဲ့တူတာဆိုတော့အဲ့ဒါနဲ့နေသမ်းပါဦးမင်းကဘာကိစ္စနဲ့ဒီနားလာငိုနေတာတော့အဲ့လိုပြောတဲ့အခါကျတော့အဲ့ဒီနတ်သားကဖန်ဆင်းထားတဲ့လူငယ်ကဘာပြောလဲဆိုတော့ကျွန်တော်မှာတဲ့ရွှေယတနာဖြင့်ပြီးတဲ့ယထာကိုယ်တွေတခုရှိတယ်တဲ့အဲ့ဒီယထာကိုယ်တွေကိုတက်ဖို့အတွက်ဘိန်းတစ်စုံလိုချင်တယ်အဲ့ဒီဘိန်းကမရှိဘူးဖြစ်နေတယ်အဲ့ဒီဘိန်းသာမရဘူးဆိုရင်တော့ကျွန်တော်ကတေးသွားတာပဲကောင်းတယ်လို့ကျွန်တော်စိတ်ထဲမှာထင်ပြီးတယ်တေးမြန်းတေးသွားလိမ့်လားမသိဘူးဆိုတော့ဆက်ငိုတယ်အဲ့ဒီဘိန်းကိုအဲ့လိုရချင်တယ်ပေါ့အဲ့လိုပြောတော့တတိကြီးကတော်တော်လေးတနာသွားတယ်မငိုပါနဲ့မင်းရဲ့ယတနာနဲ့ပြီးတဲ့ယထာကိုယ်တဲ့အတွက်တက်ချင်လားမင်းရွှေဘိန်းတက်ချင်သလားငွေဘိန်းတက်ချင်သလားဗရမ ्या ကြောက်စီထားတဲ့ဘိန်းပဲတက်ချင်သလားငါအကုန်လုံးကိုလုတ်ပေးနိုင်တဲ့အစွမ်းရှိတယ်ဒါကြောင့်မင်းကြိုက်တဲ့ဘိန်းကိုတော့မင်းတက်ချင်တဲ့ဘိန်းကိုငါဖြစ်အောင်လုတ်ပေးမယ်သူကမေတ္တာကဖြစ်နေပြီကိုသားနဲ့တူနေတာဆိုတော့အဲ့ဒီတော့ဟိုနတ်သားကဘာပြောလဲဆိုတော့အဲ့ဒီရွှေဘိန်းတွေငွေဘိန်းတွေကြောက်တံဗရမ ्या တွေတက်ထားတဲ့ဘိန်းတွေကိုရချင်တာမဟုတ်ဘူးတဲ့ဒါနဲ့ဘာရချင်တာတော့ဆိုတော့ကောင်းငင်မှာအစုံထွက်လိုက်ဝင်လိုက်ဖြစ်နေတဲ့နေနဲ့လနဲ့ကိုဘိန်းတစုံတက်ပြီးတော့စီးချင်တယ်အဲ့ဒီနေနဲ့လနဲ့ကိုဘိန်းတက်ချင်တယ်ဒါကြောင့်နေနဲ့လနဲ့ကိုရအောင်ယူပေးပါအဲ့ဒီတော့ပုံနာကြီးကမင်းယူမြန်ယူနေသလားတဲ့မင်းအဲ့ဒီဘိန်းကိုမရလို့သေမယ်ဆိုတော့မင်းသေဖို့ပဲရှိတယ်အဲ့ဒီဘိန်းကိုတော့မင်းရလာမှာမဟုတ်
အဲ့ဒီလိုပြောတဲ့အခါကျတော့ကလေးကဘာပြန်ပြောတော့ဆိုတော့ဟိုမေးရအောင်မေးတဲ့မြင်နေတာကိုရားကျင်လို့ငိုတဲ့လူနဲ့ဟိုမမြင်တာကိုရားကျင်ပြီးတော့ငိုနေတဲ့လူဘယ်သူကပို့ပြီးတော့မိုက်မယ်လို့ထင်လဲတဲ့အဲ့တော့ပုံသားကြီးကစဉ်းစားကြည့်တယ်မြင်တာကိုလိုချင်တဲ့လူနဲ့မမြင်တာကိုလိုချင်တဲ့လူမမြင်တာကိုလိုချင်တဲ့လူကပို့မိုက်တာပေါ့အဲ့လိုဆိုရင်ခင်ဗျားစဉ်းစားကြည့်ခင်ဗျားသားကအခုမရှိတော့ဘူးတဲ့မမြင်ရတော့ဘူးကျုပ်လိုချင်တာကမြင်ရတယ်တဲ့အစင်းကိုလည်းကျုပ်ပုံသဏ္ဍာန်ကောင်းကောင်းပြောနိုင်တယ်မြင်လဲမြင်ရတယ်မျက်စိနဲ့တက်အပ်မြင်ရတယ်ခင်ဗျားကမမြင်တာကိုလိုချင်တာခင်ဗျားပုံမိုက်တယ်မဟုတ်လားအဲ့ဒီတော့မှပုံသားကြီးကဟာမင်းမစုလေပေါ့မင်းဟာနတ်လားလူလားမင်းရဲ့စကားကြောင့်ငါရဲ့ရင်မှာဖြစ်နေတဲ့တောကတိဟုသောမိဟာငြိမ်းသွားပြီတဲ့မင်းကအလွန်မှအဓိပ္ပာယ်ရှိတယ်အဲ့လိုပြောတဲ့အခါကျတော့တထေးကြီးတဲ့အရင်ဘဝကအဲ့ဒါတထေးကြီးရဲ့သားပဲတဲ့အကုန်လုံးအဖြစ်မှန်ကိုပြောပြတယ်နေသမ်းမအောင်နဲ့မင်းကဘာကောင်းမှုမှလည်းမပြုဘဲနဲ့ဘာအလှူဒါနလည်းပြုတာလည်းငါမမြင်ဘူးမင်းငါသားငါသိတာပေါ့ဘာဥပုံမှစောင့်တာလည်းငါမမြင်ဘူးငါအိမ်မှာဘာကောင်းမှုမှလုပ်တာလည်းမရှိဘူးမင်းကအဲ့ဒါလိုနတ်ဖြစ်ရလောက်အောင်ဘာကုသိုလ်ရှိလို့နတ်ဖြစ်တာတော့အဲ့ဒီတော့မှတေဂာနီအနေထားလေးကိုပြောပြတယ်အလွန်တရာမှကြည်လင်တဲ့တန့်ရှင်းတဲ့ဘုရားရှင်ကိုတော်မြတ်ကြီးကိုဖူးမြင်ရတဲ့အတွက်ကြောင့်စိတ်ထဲမှာအလွန်မှအေးချမ်းတဲ့ကြည်နူးတဲ့ကြည်လင်တဲ့စိတ်ကလေးသူ့မှာဖြစ်ခဲ့တယ်ပေါ့အဲ့ဒီကြည်လင်တဲ့စိတ်ကလေးဖြစ်လို့လက်အုပ်ချီမဲ့လောက်ခဲ့တာတော့သူလက်အုပ်မချီနိုင်ဘူးဒါပေမဲ့စိတ်ထဲမှာတော့အလွန်မှကြည်လင်တန့်ရှင်းတဲ့ချမ်းသာတဲ့သဘောလေးသူ့မှာဖြစ်ခဲ့တယ်အဲ့ဒီစိတ်ကလေးနဲ့သေသွားလို့အခုနတ်ဖြစ်တာစိတ်ထဲမှာမြင်နေရလို့သာသူယုံရတယ်စိတ်ကလေးဒီလောက်ကလေးနဲ့အဲ့ဒါလိုဖြစ်နိုင်မလားအဲ့ဒါနဲ့မဖြစ်ချေဘူးအဲ့ဒါလိုဆိုလို့ရှိရင်ဟိုမယုံလို့လည်းမရဘူးသူ့ရှိမှလည်းမြင်နေတာပေါ့အဲ့ဒါလို့ဆိုရင်မြတ်စွာဘုရားဆိုတဲ့ပုဂ္ဂိုလ်ဟာအလွန်မှထူးခဲ့တဲ့ပုဂ္ဂိုလ်ပေါ့အဲ့ဒီမှာသူကိုမထကုဏ္ဏလီနတ်သားကဟိုဘုရားတရားတန်ခါရဲ့ဂုဏ်ကျေးဇူးကိုပြပြီးတော့ငါးပါးသီလကိုစောင့်တည်ဖို့အဆုံးမပေးတယ်ပေါ့အဲ့ဒါနဲ့နောက်နေ့ရောက်တော့ဘုရားမှုရှိတဲ့တန်ခါတော်တွေအိမ်ပင့်ပြီးတော့မြို့တွေကပိဋကတ်တွေလည်းအများကြီးလာကြတယ်ပေါ့ငါတို့ကဘာမှလှူညင်းတန်းခြင်းမရှိတဲ့ဘာဘာသာတရားမှမရှိတဲ့ပုဂ္ဂိုလ်တစ်ယောက်ကဒီလိုမြတ်စွာဘုရားကိုပင့်ပြီးတော့ဆုံးကတ်တယ်ဆိုတော့တချို့ကလည်းပဲမယုံသင်္ကမျက်လုံးနဲ့ပေါ့လေအာလုံးစုမိကြတယ်အဲ့ဒီမှာလူကြားထဲမှာမြတ်စွာဘုရားကိုသူကပြဿနာတစ်ခုအနေနဲ့မေးတယ်အရှင်ဘုရားကိုကြည်ကြည်လင်လင်ကြည်ညိုတဲ့စိတ်ကလေးကြောင့်တတ္တဝါတူတယောက်ဟာနတ်သွားဖြစ်နိုင်တယ်ဆိုတာအဲ့ဒါဖြစ်နိုင်လားတဲ့အဲ့ဒီလိုမေးတော့မြတ်စွာဘုရားကတကားကြီးကိုယ်တိုင်ပဲသင်္ချိုင်းကုန်းမှာတွေ့ခဲ့ပြီမဟုတ်လားတဲ့တင့်ရတာမထကုဏ္ဏလီတင့်ကိုဘာတွေလာပြောတယ်အဲ့ဒီမှာသူတို့နှစ်ယောက်အချီချပြောတဲ့စကားတွေကအလွန်လည်းပဲမှတ်သားစရာကောင်းပါတယ်အဲ့ဒါတွေကိုမြတ်စွာဘုရားကတလုံးမကြံအကုန်ပြန်ပြောနော်အဲ့ဒါလိုပြောတော့မှဘေးကပိဋကတ်ကလည်းအလွန်မှအံ့ဩတယ်တချို့ကလည်းမယုံညံ့ဘူးပေါ့အဲ့ဒါလိုမယုံတဲ့ပုံကိုယ်တွေလည်းရှိနေတော့မြတ်စွာဘုရားကမထကုဏ္ဏလီနတ်သားလာရောက်ပြီးတော့တက်သေးခံစေတည်းလို့အဋိဋ္ဌံတယ်လို့ဆိုတယ်အဲ့ဒီမှာနတ်သားကိုယ်တိုင်ရောက်လာပြီးတော့ဒီကောင်းမြတ်တဲ့စိတ်ကလေးကိုအခြေခံပြီးတော့ဒီအကျိုးကျေးဇူးကိုသူရပါတယ်ဆိုတာကိုပိဋကတ်တွေကိုလာပြီးတော့ပြောတယ်တဲ့ဒါကလည်းပဲအလုံးမအံ့ဩစရာကောင်းတဲ့ကိစ္စပေါ့နော်အဲ့ဒီမှာမြတ်စွာဘုရားယခုနကဦးဇင်းတို့စောစောကရွတ်ခဲ့တဲ့ဂါထာလေးကိုမြတ်စွာဘုရားရောက်ရှိလာတဲ့ပိဋကတ်ကိုဥတည်ပြီးတော့ဟောပြတယ်မနောပုဗ္ဗင်္ဂမဓမ္မမနောတိဋ္ဌမနောမေယမနတ္တစီပတန်နေနဘာတတိဝါကတောတိဝါတတောနံဒုက္ခမနွေတိဆာယာဝအနုပါယိနေနော်ကြည်လင်တဲ့စိတ်ကလေးနဲ့ပြုမယ်ပြောမယ်ဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ရဲ့နောက်ကိုချမ်းသာဒုက္ခတွေဟာအစဉ်လိုက်လာတယ်ကိုယ့်ရဲ့အရေးဟာကိုယ့်ရဲ့နောက်ကအမြဲတမ်းလိုက်နေတယ်လို့မျိုးဆိုပြီးတော့မြတ်စွာဘုရားဟောအဲ့ဒီဂါထာရဲ့အဆုံးမှာကျွတ်တန်းဝင်ကြတဲ့တတ္တဝါတွေလည်းအများကြီးဆိုပြီးတော့ဒါမှတ်တမ်းတင်ထားတာရှိတယ်ပေါ့အဲ့တော့ဦးဇင်းတို့ပိဋကပေါင်းတော်ကောင်းတို့ဒုတိယမှတ်သားရမယ့်အချက်ကလောကကြီးမှာကောင်းမြတ်တဲ့စိတ်တွေချမ်းသာဒုက္ခဒီဟုသောအကျိုးကျေးဇူးကိုရတဲ့နေရာမှာအလွန်မှဗราဏကြတဲ့အကြောင်းတရားလို့ဒါကိုနားလည်ကြဖို့ဟုတ်ရဲ့လားဟိုနားလည်ပြီးသားတော့ဖြစ်မှာပါပို့ပြီးတော့ယုံကြည်မှုတရားကိုထက်သန်စေဖို့ဒါဦးရှင်တို့ပြောပြတယ်နော်အဲ့တော့စိတ်တော်စိတ်ပဲယခုနကစိတ်ကမကောင်းတဲ့စိတ်အခုစိတ်ကမှလည်းကောင်းတဲ့စိတ်မကောင်းတဲ့စိတ်ကကြီးထွားလာပြီဆိုရင်မကောင်းတဲ့အပြောတွေအပြုတ်မှုတွေကိုဖြစ်စေမယ်ပေါ့ဒါဆိုရင်ဆင်းရဲဒုက္ခတွေကိုရလိမ့်မယ်ကောင်းမြတ်တဲ့စိတ်ကကြီးထွားလာပြီဆိုလို့ရှိရင်ကောင်းမြတ်တဲ့အပြောတွေကောင်းမြတ်တဲ့အပြုမှုတွေကိုဖြစ်စေမယ်ပေါ့ဒါဆိုရင်ချမ်းသာတဲ့အကျိုးတွေကိုရစေမယ်ပေါ့ဒါကြောင့်ဦးဇင်းတို့လောကကြီးမှာဒီစိတ်တွေရဲ့အစွမ်းတတ္တိဟာအံ့ဩဖွယ်ရာကောင်းလောက်အောင်အစွမ်းအာနိသင်ရှိတယ်ဆိုတာကိုနားလည်ကြဖို့အရာရာသူကနေစတင်ပြီးတော့ဖြစ်ပေါ်လာတာဒါကိုနားလည်ဖို့အရေးမကြီးဘူးလားအရေးကြီးတယ်ဒါကြောင့်ရှေးသူတော်ကောင်းတွေက
ယုံညံ့စိတ်ထားစွမ်းပကအံ့အားသင့်ပွယ်ကြီးမားတယ်ဆင်းရဲမျိုးစုံအဖုံဖုံအကုန်ပေးနိုင်တယ်နော်ယုံညံ့တဲ့စိတ်တွေရဲ့အစွမ်းတတ္တိဟာအံ့ဩဖွယ်ရာကောင်းလောက်အောင်ကြီးမားတယ်သူ့ကိုအကြောင်းပြုပြီးတော့ကာယကမှုဝစီကမှုတွေနဲ့ပုံဖော်ကြတော့ပို့ပြီးတော့ယုံညံ့တဲ့စိတ်တွေရဲ့အစွမ်းတတ္တိဟာပြင်းထန်မလာဘူးလားပြင်းထန်လာတယ်အဲ့ဒါလိုပဲဦးဇင်းတို့မြင့်မြတ်စိတ်ထားစွမ်းပကအံ့အားသင့်ဖွယ်ကြီးမားတယ်ကောင်းမြတ်တဲ့စိတ်တွေရဲ့အစွမ်းတတ္တိဟာလည်းအလွန်မှအံ့ဩစရာကောင်းလောက်အောင်ကြီးကျယ်တဲ့သဘောရှိတယ်ကောင်းမြတ်တဲ့စိတ်တွေကိုအခြေခံပြီးတော့အပြောတွေအပြုတွေနဲ့ပုံဖော်ကြပြီးထုစစ်ကြပြီးဆိုတော့လည်းပဲလောကကြီးကအလွန်မှဒါကောင်းကျိုးချမ်းသာတွေနဲ့ပြည့်စုံသွားတဲ့အနေအထားမှမရှိဘူးလားရှိတယ်။ဒါကြောင့်ကောင်းတဲ့စိတ်တွေရဲ့အစွမ်းတတ္တိဟာဘလောက်ကြီးမားပါလေလို့တိတိကျကျပြောဖို့မလွယ်ဘူးပေါ့။ကောင်းမြတ်စိတ်ထားစွမ်းပကအံ့အားသင့်ဖွယ်ကြီးမားတယ်။ချမ်းသာမျိုးစုံအဖုံးပုံနော်အကုန်ပေးနိုင်တယ်။ပေးတယ်ဆိုတဲ့စကားလေးကတော့အလွန်စိတ်ဝင်စားစရာကောင်းတယ်ဆင်းရဲမျိုးစုံအဖုံဖုံအကုန်ပေးနိုင်တယ်အဲ့ဒါကတော့မကောင်းတဲ့စိတ်ရဲ့အစွမ်းတတ္တိလောကကြီးမှာဆင်းရဲဒုက္ခတွေရနေတာဟာအရင်စစ်လိုက်ရင်ဒီမကောင်းတဲ့စိတ်ကိုခြေခံနိုင်ကြည့်ပါပဲလောကကြီးမှာချမ်းသာဒုက္ခတွေရနေတယ်အရင်စစ်လိုက်ရင်ဒီကောင်းတဲ့စိတ်မှာအခြေခံတယ်ဆိုတာကိုတွေ့ရတယ်ဒါကြောင့်ဦးဇင်းတို့ဒီကနေ့ခေတ်တချို့နိုင်ငံတွေအလွန်မှချမ်းသာတဲ့အဆင်မြင့်ကြတယ်ရှိတယ်နော်ဘာသာတရားမတူပေမဲ့လို့သူတို့မှာအလွန်မြင့်မြတ်တဲ့စိတ်တွေရှိနေတယ်ဆိုတာကိုသိနိုင်တယ်နော်ဗုဒ္ဓဘာသာဖြစ်တိုင်းစိတ်ကောင်းနှလုံးကောင်းတွေရှိမယ်လို့ပြောလို့မရဘူးဟုတ်ရဲ့လားအဲ့တော့တကယ်တမ်းကဘာသာတရားတစ်ခုကချမ်းသာခြင်းဆင်းရဲခြင်းကိုပြုမှုတယ်ဆိုတာထက်နော်စိတ်ကောင်းစိတ်မကောင်းကသာလဲချမ်းသာခြင်းဆင်းရဲခြင်းကိုပြုမှုတယ်ဆိုတာခုဒီမှာမတွေ့ရဘူးလားကောင်းတဲ့စိတ်ဖြစ်ရင်တော့ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ်ဒါကောင်းတဲ့အကျိုးကိုရမှာပဲလေဟုတ်တယ်မဟုတ်လားမကောင်းတဲ့စိတ်တွေဖြစ်မိရင်တော့ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ်မကောင်းတဲ့အကျိုးကျေးဇူးတွေကိုရမှာပဲသို့တော့ဦးဇင်းတို့ဗုဒ္ဓဘာသာတွေကတော့မြတ်စွာဘုရားရဲ့ဒေသနာတော်တွေဆိုတာကတော့အလွန်မှမြင့်မြတ်ပြီးတော့အလွန်မှတန့်ရှင်းပြီးတော့ကိုတကယ်လိုက်နာကျင့်ကြံကြိုးကိုအားထုတ်မယ်ဆိုရင်အလွန်မှကောင်းမွန်တဲ့ပြည့်စုံတဲ့အာမခံချက်ရှိတဲ့ဒေသနာတော်တွေဆိုတာကတော့ဘယ်လိုမှမငြင်းနိုင်ဘူးဟုတ်ရဲ့လားသို့တော်လည်းပဲဒီအဆုံးအမကောင်းတွေရှိနေပြီမလို့ကိုကကောင်းတဲ့စိတ်ဖြစ်အောင်မလုပ်နိုင်ဘူးမကောင်းတဲ့စိတ်တွေပဲဖြစ်နေတယ်ဆိုရင်တော့ဒါသူ့လမ်းကြောင်းတိုင်းသွားရမှာပဲဒါကိုနားလည်ဖို့မလိုဘူးလားလိုတယ်နော်အဲ့တော့ဦးဇင်းတို့ဏိကုံးချုပ်ဒီအချက်နှစ်ချက်ကိုပြောပြီးတော့ဘာပြောခြင်းလဲဆိုတော့အဲ့ဒီယုံညံ့တဲ့စိတ်တွေနည်းသွားပြီးတော့ကောင်းမြတ်တဲ့စိတ်တွေများလာအောင်ဘယ်လိုလုပ်မလဲဆိုတဲ့အချက်ကလေးနော်ခုဆိုကြပါစို့မကောင်းတဲ့စိတ်ကိုအခြေခံပြီးတော့ဆင်းရဲဒုက္ခအမျိုးမျိုးဖြစ်ရတယ်ကောင်းတဲ့စိတ်ကိုအခြေခံပြီးတော့ချမ်းသာဒုက္ခအမျိုးမျိုးဖြစ်ရတယ်ဒါလေးကိုဦးဇင်းတို့ဒါကဦးစားပေးပြီးတော့ပြောလိုက်တာပေါ့အဲ့ဒါလို့ဆိုရင်အနှစ်သာရအနေနဲ့ယုံညံ့တဲ့စိတ်တွေနည်းပြီးတော့ကောင်းမြတ်တဲ့စိတ်တွေများလာအောင်ဘယ်လိုလုပ်မလဲသူကလည်းလှုပ်ယူရတဲ့သဘောရှိတာနော်လေ့ကျင့်ယူရတဲ့သဘောရှိတယ်အဲ့တော့ယုံညံ့တဲ့စိတ်တွေနည်းပြီးတော့မြင့်မြတ်တဲ့စိတ်တွေများလာဖို့အတွက်အကောင်းဆုံးအလေ့အကျင့်ကတော့တတိပဋ္ဌာန်ဒေသနာတော်မှာလာတဲ့နီလန်းများနဲ့အညီလေ့ကျင့်ကြဖို့လိုတယ်နော်တတိပဋ္ဌာန်ဒေသနာတော်မှာလာတဲ့နီလန်းများနဲ့အညီစူးစမ်းအထောက်မယ်ဆိုလို့ရှိရင်ယုံညံ့တဲ့စိတ်တွေတဖြည်းဖြည်းနဲ့ပြီးတော့မြင့်မြတ်တဲ့စိတ်တွေတဖြည်းဖြည်းနဲ့များလာမှာတော့အသေးချပဲဒါကိုလက်တွေ့လည်းပဲသိနိုင်တယ်ဟောငါတန်တာမှာအလွန်အောက်တန်းကျတဲ့ကြမ်းထမ်းတဲ့ပူလောင်တဲ့စိတ်တွေတဖြည်းဖြည်းနဲ့နည်းသွားတယ်ဟောငါတန်တာမှာအလွန်မှမြင့်မြတ်တဲ့အေးချမ်းတဲ့အဆင့်ရှိတဲ့စိတ်တွေတဖြည်းဖြည်းနဲ့များလာတယ်ဆိုတာကိုတတိပဋ္ဌာန်ဒေသနာတော်ကိုစွဲစွဲမြင့်မြတ်အထုတ်တဲ့ပုဂ္ဂိုလ်တိုင်းသိကိုသိနိုင်တယ်ဟုတ်လားဒါကြောင့်ဦးဇင်းတို့တတိပဋ္ဌာန်ပါဠိတော်မှာမြတ်စွာဘုရားကတတိပဋ္ဌာန်တရားကိုကြိုးစားအထုတ်မယ်ဆိုလို့ရှိရင်တတ္တန္တဝိသုဒ္ဓိယတဲ့တတ္တဝါတွေရဲ့တန်တမှာဖြစ်နေတဲ့စိတ်ကလေးဟာအလွန်မှတန်ရှင်းကြည်လင်မယ်တဲ့အဆင့်ရှိသွားမယ်မြင့်မြတ်သွားမယ်ဝိသုဒ္ဓိယတန်ရှင်းကြည်လင်ပြီးတော့အဆင့်ရှိသွားမယ်ညင်နွမ်းတဲ့စိတ်တွေပူလောင်စေတဲ့စိတ်တွေရှုပ်ထွေးတဲ့စိတ်တွေတဖြည်းဖြည်းနဲ့နည်းသွားမယ်ပေါ့အောက်တန်းကျတဲ့စိတ်တွေနည်းပြီးတော့အထက်တန်းကျတဲ့စိတ်တွေတဖြည်းဖြည်းများလာမယ်ပေါ့အဲ့ဒါလိုအာမခံချက်နဲ့မြတ်စွာဘုရားဟောတာဟုတ်လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့ယုံညံ့တဲ့စိတ်တွေနည်းပြီးတော့မြင့်မြတ်တဲ့စိတ်တွေများလာဖို့နော်မဲညစ်တဲ့စိတ်တွေနည်းပြီးတော့ဖြူစင်တဲ့စိတ်တွေများလာဖို့နော်ပူလောင်တဲ့စိတ်တွေနည်းပြီးတော့အေးချမ်းတဲ့စိတ်တွေများလာဖို့ဘာကြိုးစားကြရမလို့တတိပဋ္ဌာန်တရားနဲ့အညီကြိုးစားအထောက်ကြရမယ်အဲ့တော့ဒီနေရာမှာတတိပဋ္ဌာန်ဒေသနာတော်နဲ့အညီကြိုးစားအထောက်ရမယ်ဆိုတဲ့နေရာမှာတတိပဋ္ဌာန်တရားက၄ပါးရှိတယ်ဆိုတာတော့ပိဿအားလုံးသိပြီးသားပါနော်ရုပ်ကာယတွေဖြစ်တိုင်းသိမယ်ဆိုရင်ဒါပါလေကာယ ानु ပဒနာတတိပဋ္ဌာန်ပေါ့ကာယ ानु ပဒနာတတိပဋ္ဌာန်ရဲ့နယ်ပယ်ကအလွန်ကျဲပါတယ်ဝင်လေထွက်လေကိုသိအောင်ကြိုးစားအထောက်မယ်ဆိုရင်လည်းပဲဒါကာယ ानु ပဒနာတတိပဋ္ဌာန်နော်သွားတိုင်းလာတိုင်းကြည်တိုင်းကိုယ်တိုင်းဆန့်တိုင်းအဲ့လိုဣရိယာပုအမျိုးမျိုးအမူအရာမျိုးမျိုးကိုသိမြင်ပြီးတော့နေမယ်ဆိုရင်လည်းပဲဒါကာယ ानु ပဒနာတတိပဋ္ဌာန်
စံပင်မွေးခြင်းခြေသီးလက်သီးအသွမ်းအရည်အစရှိတဲ့32ခုဌာနအစုအဝေးကိုသိမြင်နားလည်ပြီးတော့နေမယ်ဆိုရင်လည်းပဲဒါကာယ ानु ပဒနာတတိပဋ္ဌာန်ပဲနောက်ခန္ဓာကိုယ်ရဲ့ပူတဲ့သဘောအေးတဲ့သဘောတွန်းကန်တဲ့သဘောလှုပ်ရှားတဲ့သဘောဒီဓာတ်သဘာဝသဘောတတ်ကိုကွက်ပြီးတော့ကြည့်နိုင်မယ်မြင်နိုင်မယ်ဆိုလို့ရှိရင်လည်းပဲဒါကာယ ानु ပဒနာတတိပဋ္ဌာန်ပဲနောက်ပြီးတော့ဦးဇင်းတို့သင်္ချိုင်းမှာပုံမျိုးမျိုးပြက်နေတဲ့ရုပ်အလောင်းတွေနဲ့မိမိခန္ဓာကိုယ်ကိုနှိုင်းရှင်ပြီးတော့ငါခန္ဓာကိုယ်ကြီးဟာလည်းပဲအဲ့ဒီလိုအဖြစ်မျိုးကိုဘယ်လိုမှမလွန်နိုင်ဘူးဆိုပြီးတော့အဲ့ဒီအလောင်းကောင်တွေနဲ့ဥပမာထားပြီးတော့ကိုယ်ခန္ဓာကိုယ်ကိုကြည့်မယ်ဆိုရင်လည်းပဲဒါကာယ ानु ပဒနာတတိပဋ္ဌာန်ပဲနော်ကာယ ानु ပဒနာတတိပဋ္ဌာန်ကအလွန်နေကျတယ်ပေါ့14ပိုင်းတောင်ပိုင်းပြီးမြတ်စွာဘုရားဟောတာအဲ့တော့အနှစ်ချုပ်ပြီးတော့ပြောရရင်တော့ကိုယ့်ရဲ့ရုပ်ကာယဒီရုပ်ခန္ဓာကိုယ်ကြီးရဲ့အကြောင်းကိုအမှန်တိုင်းသိအောင်ကြိုးစားအထောက်တာကိုဒါကာယ ानु ပဒနာတတိပဋ္ဌာန်လို့နားလေရတရားဓမ္မတို့ဦးဇင်းတို့တွေကသိတယ်လို့နဲ့မသိဘူးပေါ့နော်ဒါကြီးနဲ့အတူတူနေပြီးတော့ဒါကြီးအကြောင်းကိုတကယ်ကောင်းကောင်းမသိဘူးပေါ့နော်ရိုးရိုးလေးနော်တရားဆိုတာရိုးရိုးလေးအရှိကိုအရှိတိုင်းမြင်အောင်ကြည့်ရတဲ့သဘောပေါ့နော်မကြည့်ရင်မသိဘူးသတိမထားရင်မသိဘူးနော်သတိမမူရင်ဂူတောင်မမြင်ဘူးတဲ့ဟုတ်လားသတိမူရင်မြူတောင်မြင်တဲ့အဲ့တော့သတိတရားကိုဦးစားပေးပြီးတော့ဟောထားတဲ့ဒေသနာတကယ်တမ်းကတော့ဦးဇင်းတို့ပိဋကတ်၃ပုံတစ်ခုလုံးတည်တတိဆိုတဲ့အပ္ပမာဒထဲမှာအကျုံးဝင်ရတာပါအဲ့ဒီအလွန်တန်ဖိုးကြီးတဲ့အလွန်အစွမ်းထက်တဲ့အလွန်မှလည်းပဲအကျိုးကျေးဇူးများစွာကိုဖြစ်စေတဲ့တတိတရားနဲ့ဘယ်ကိုသိအောင်ကြည့်ရတာတော့ဆိုဒီခန္ဓာကိုယ်ကြီးကိုသိအောင်ကြည့်ရဟုတ်လားအဲ့ဒီမှာကြည်ရင်နဲ့သိအောင်ကြိုးစားရင်နဲ့ပုဂ္ဂိုလ်တ attva ငါသူတစ်ပါးဆိုတဲ့အမြင်တွေဟာတဖြည်းဖြည်းနဲ့ပါလာဒီမှာမရှိဘူးဒါဟာရုပ်တဘာဝတသက်ပဲလို့သူသိမြင်နားလည်မှုအားကြီးလာတယ်အဲ့ဒါလို့အားကြီးလာလေစိတ်ထဲမှာကိလေသာတရားညှဉ်းနှွမ်းမှုတရားပူလောင်မှုတရားတွေဟာနည်းသွားလေပေါ့ဟုတ်လားဒါဥစဉ်တို့ယုတ်ကာယပိုင်းဆိုင်ရာကိုသိရင်ဒါကာယ ानु ပဒနာတတိပဋ္ဌာန်ဆိုတာနဲ့ပတ်သက်ပြီးတော့ပြောတာပေါ့နောက်ပြီးတော့ခံစားချက်ဝေဒနာတွေဆိုတာပဲဖြစ်ဖြစ်ကောင်းတာပဲဖြစ်ဖြစ်ချမ်းသာတာပဲဖြစ်ဖြစ်ဆင်းရဲတာပဲဖြစ်ဖြစ်ဖြစ်တိုင်းသိအောင်ကြိုးစားအထောက်ရမယ်ပေါ့နော်ဖြစ်တိုင်းသိအောင်ကြိုးစားအထောက်ရမယ်ဒါဆိုရင်ဘာလဲဝေဒနာ ानु ပဒနာတတိပဋ္ဌာန်နောက်စိတ်တွေဖြစ်တိုင်းသိအောင်ကြိုးစားအထောက်ရမယ်စိတ်တ ानु ပဒနာတတိပဋ္ဌာန်ဓမ္မသဘာဝတွေဖြစ်တိုင်းသိအောင်ကြိုးစားအထောက်မယ်ဆိုရင်တော့ဓမ္မာ ानु ပဒနာတတိပဋ္ဌာန်အနှစ်ချုပ်ပြောရရင်တတိပဋ္ဌာန်တရား၄ပါးဆိုတာကိုယ်ခန္ဓာမှာအကြောင်းအားလျော်စွာဖြစ်ပေါ်လာတဲ့ဖြစ်ပေါ်နေတဲ့ရုပ်တဘာဝနံတဘာဝလို့ဆိုတဲ့တဘာဝတရားမျိုးစုံကိုဖြစ်တိုင်းသိအောင်ကြိုးစားအထောက်တာအချင်းချုပ်ပြောရရင်ရုပ်တဘာဝနံတဘာဝဆိုပြီးတော့တဘာဝတရားဘယ်နှမျိုးလဲ2မျိုးရုပ်တဘာဝဆိုတာကတော့ရုပ်ပတိတိရူပံဆိုတဲ့အတိုင်းတစ်မျိုးပြီးတစ်မျိုးမရိုးရအောင်ဖောက်လွဲဖောက်ပြန်ဖြစ်နေတဲ့သဘောကိုဒါရုပ်လို့ခေါ်တာပေါ့နော်နံတဘာဝဆိုတာကအာယုံကိုညှို့တက်တဲ့သဘောအာယုံကိုတိတက်တဲ့သဘောအာယုံနဲ့ပတ်သက်ပြီးတော့ခံစားတတ်တဲ့သဘောဒါပါလေနံတရားပေါ့ဒီရုပ်တဘာဝနံတဘာဝတရား2ပါးကိုသိမြင်နားလည်မှုအားကြီးအောင်တတိဥစည်းပြီးတော့ကြိုးစားအားထုတ်တယ်ပေါ့နည်းနည်းလေးအကျေချက်ပြောရရင်တော့ဒီခန္ဓာမှာမြင်နေတာတွေရှိတယ်ကြားနေတာတွေရှိတယ်နမ်းနေတာတွေရှိတယ်စားနေတာထိနေတာတွေးနေတာဆိုပြီးတော့အကြမ်းမြင့်6မျိုးရှိတယ်တကယ်တမ်းကတော့ဒီ6မျိုးကိုပဲဒါဘဝလို့ခေါ်တာပါပဲဒီ6မျိုးကိုပဲလောကလို့ခေါ်တာပါပဲဒီ6မျိုးပါပဲဒီ6မျိုးကိုပဲတရားဓမ္မတို့ဥရှင်တို့ပုထုဇဉ်တွေဟာမယိုးနိုင်အောင်ဒါကိုပဲအမျိုးမျိုးထင်နေကြတယ်ပေါ့တကယ်တမ်းကတော့အရင်တုန်းကဖြစ်ခဲ့တာလည်းပဲဒီမြင်ချင်းကြားချင်းနမ်းချင်းစားချင်းထိချင်းတွေးချင်းပဲအခုဖြစ်နေတာလည်းပဲမြင်ချင်းကြားချင်းနမ်းချင်းစားချင်းထိချင်းတွေးချင်းပဲနောင်ဖြစ်နေတာတွေလည်းဘာတွေဖြစ်အောင်မလဲလို့အယံကာယောကြီးအထင်တကြီးနဲ့မျောလင်းချက်ကြီးနဲ့ထင်စားချက်ကြီးနဲ့နေရပေမလို့ဒါတွေပဲဖြစ်မှာပါပဲနော်မြင်မယ်ကြားမယ်နားမယ်စားမယ်ထိမယ်တွေးမယ်ဖြစ်ပေါ်လာတယ်မရှိတော့ပြီးဆုံးသွားတယ်ဆက်ပြီးတော့မြင်မယ်ကြားမယ်နားမယ်စားမယ်ထိမယ်တွေးမယ်တစ်မျိုးပြီးတစ်မျိုးပေါ့လေအကြောင်းအားလျော်စွာဖြစ်နေကြတာမရှိဘူးလားရှိတယ်အဲ့ဒီသဘာဝတွေကိုဖြစ်တိုင်းသိအောင်ကြိုးစားအထောက်ရတယ်ဒါသတိပဋ္ဌာန်ဒေသနာတော်နည်းရဲ့အနှစ်ချုပ်လို့ပြောမယ်ဆိုရင်လည်းပြောလို့ရတယ်အဲ့တော့မိမိရဲ့စိတ်ဓာတ်ကလေးကိုတန့်ရှင်းခြင်းနဲ့ဖြူစင်ခြင်းနဲ့ကောင်းမြတ်ခြင်းနဲ့ဆိုလို့ရှိရင်ဒီသတိပဋ္ဌာန်ဒေသနာတော်နည်းနဲ့အညီကြိုးစားအထောက်ရမယ်ကြိုးစားအထုတ်တဲ့နေရာမှာလည်းပဲအချိန်မရွေးနဲ့တတိရတဲ့အချိန်မှာလှုပ်လိုက်နော်နေရာမရွေးနဲ့တတိရတဲ့အချိန်မှာလှုပ်လိုက်ဟုတ်လားပုံတရံလည်းမရွေးနဲ့အနေအထားလည်းမရွေးနဲ့ဘာမှမရွေးနဲ့ဖြစ်နေတဲ့အတိုင်းသိအောင်ကြိုးစားအထုတ်ရမယ်နော်လွယ်တယ်ဆိုရင်လည်းဟုတ်တယ်ခက်တယ်ဆိုရင်လည်းဟုတ်တယ်လွယ်တယ်ဆိုတာကရိုးရိုးလေးတရားကိုရိုးရိုးလေးလုပ်ရတဲ့အတွက်ကြောင့်လွယ်တယ်လို့ပြောလိုက်တာပါခက်တယ်ဆိုတာကတော့
အလေးအကျင့်မရှိတဲ့အတွက်ကြောင့်တတိနဲ့နေတဲ့အလေးအကျင့်အလွန်မှဘဝတန်တရားမှာနှဲပါခဲ့တဲ့အတွက်ကြောင့်ခက်တယ်လို့ပြောရလိမ့်မယ်နော်များသောအားဖြင့်ဒကာဓမ္မတို့ဦးရှင်တို့စိတ်ကဒီလိုထိမ့်သိမ့်မှုနဲ့တတိနဲ့ထိမ့်ချုပ်ပြီးတော့နေတဲ့အနေအထားအလွန်မှနေတယ်နော်အပမာဒနဲ့နေတာအလွန်နေပြီးတော့ပမာဒဆိုတဲ့မေ့လျော့ခြင်းတရားနဲ့ပဲအနေများတာဆိုတော့ပေါက်လွတ်ပေစာပြစ်ထားတာပေါ့လေမြင်မြင်တယ်လို့ကြားကြားတယ်လို့တွေးတွေးတယ်လို့ဟုတ်လားဘာမှအစီအစဉ်ရှိတာမဟုတ်နေခြင်းတယ်လို့နေနေတာလို့ပဲပြောကြပါစို့ဟုတ်လားဘာမှကိုယ့်ကိုစီကန်းနဲ့ထိမ့်သိမ့်ပြီးတော့ငါဒါဘာမှဖြစ်စေရဘူးညာမဖြစ်စေရဘူးဆိုတော့အဲ့လိုအတွေ့မျိုးသိပ်ပြီးတော့မရှိဘူးနော်ငါလိုချင်စရာနဲ့တွေ့ရင်လောဘမဖြစ်စေရဘူးမကျေနပ်စရာနဲ့တွေ့ရင်ငါဒေါသမဖြစ်စေရဘူးလို့ဒီလိုတတိလောက်တောင်မှတခါတရံဖြစ်ခဲတယ်နော်ထားခဲတယ်ပေါ့အဲ့တော့လိုချင်စရာနဲ့တွေ့ရင်လောဘဖြစ်မှာပဲမကျေနပ်စရာနဲ့တွေ့ရင်ဒေါသဖြစ်မှာပဲဟိုကိုယ့်အစီအစဉ်တိုင်းသွားနေတာမဟုတ်သူ့အစီအစဉ်တိုင်းသွားနေတဲ့သဘောမျိုးပေါ့ဘဝမှာနေနေတာတူတူကိုကိုဒါဒီတိုင်းပဲနော်အဲ့ဒါလိုနေခဲ့တဲ့ဟိုအလေးအကျင့်အဲ့ဒါလိုနေခဲ့တဲ့ဟိုအထုံဝါသနာဇယိုက်ကဘလောက်ကြာခဲ့ပြီလဲဘလောက်များခဲ့ပြီလဲမမြင်နိုင်တဲ့အရင်ဘဝတွေဆိုတာကိုအသာထားလိုက်ပါအောင်ဒီဘဝအသက်60ရှိပြီ50ရှိပြီ40ရှိပြီဟုတ်လားဘယ်လိုနေခဲ့တဲ့အနေအထားကများမယ်လို့ထင်လဲမေမေရောပေါ်ပေါ်ဆဆနေခဲ့တဲ့အနေအထားကများတယ်တိတ်ကြမ်းဆူဆူသွန်းသွန်းကြီးနေတာကိုဆိုလိုတာမဟုတ်ဘူးနော်အဲ့ဒါမျိုးလည်းပဲတချို့ရှိတာပေါ့ဟုတ်လားသို့တော်လည်းပဲတတိကလေးနဲ့အတိအမှတ်ပြုတ်ပြီးတော့ထိမ့်သိမ့်လေးဂယုစိုက်ပြီးတော့အာယုံပြုတ်ပြီးတော့နေတယ်ဆိုတာအလွန်မှရှားတယ်တကယ်မှဖြစ်တယ်လို့လေးနေတာထိုင်တာတယ်လို့လေးနေခြင်းတယ်လို့လေးနေလိုက်တယ်ပမာဒနဲ့နေတယ်ပေါ့အဲ့ဒါလို့နေထိုင်တဲ့အလေးအကျင့်ကအခုလိုတတိနဲ့နေထိုင်ခဲ့တဲ့အလေးအကျင့်မဟုတ်တဲ့အတွက်ကြောင့်တတိနဲ့နေကြစို့ဆိုတော့ဘာဖြစ်သွားတော့ခက်သွားတယ်ခက်တယ်ဆိုတာကလုံးရတာခက်တာကိုပြောတာမဟုတ်လုံးဖြစ်ဖို့ခက်သွားတာလုံးတက်ဖို့လည်းဘာမှခက်တဲ့ကိစ္စမဟုတ်ဘူးကိုယ့်ရဲ့စိတ်ကလေးကိုနှာသီးပြအာယုံပြုပြီးတော့ဝင်လေထွက်လေထိအောင်တိတာကိုတိအောင်လုပ်တဲ့ကိစ္စကဘာခက်လဲဘာမှမခက်ဘူးအခုတိရင်အခုတိလို့မရဘူးလားလုံးတက်ဖို့ခက်သလားမခက်ဘူးဘာခက်တုံးဆိုတော့ခဏဒီနားမှာနေဆိုတော့ဟောခက်သွားပြီဟုတ်တယ်မို့လားလုံးတက်ဖို့မခက်ဘူးလုံးဖြစ်ဖို့ခက်နေတာသဘောပေါက်ရဲ့လားဘာလို့လုံးဖြစ်ဖို့ခက်နေတာလဲဆိုတော့စိတ်ကဟိုဘက်ကြီးဆွဲချသွားတယ်သူအလေးကျင့်ပါတဲ့ဘက်ကိုကြီးသွားနေတယ်ပေါ့ဟုတ်လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့တတိယတိုင်းလုံးတာကိုရည်ရွယ်ပြောတာဟိုတခုခုငါဖျားရှိကိုသွားထိုင်လိုက်တော့မှထိုင်တော့မယ်လို့အဲ့လိုမျိုးဆုံးဖြတ်ချက်ချမထားနဲ့ပေါ့ဖျားရှိသွားထိုင်တာလည်းအလွန်ကောင်းပါတယ်တတ်မလှုပ်တဲ့အတွက်ကြောင့်သို့သောအဲ့ဒီလိုလှုပ်တဲ့အချိန်ကလှုပ်တဲ့အချိန်ပေါ့လေဟုတ်လားကြံတဲ့အချိန်တွေထဲမှာလည်းပဲသွားရင်ဖြစ်စေလာရင်ဖြစ်စေပြောရင်ဆိုရင်စားရင်တောင်းရင်ဘတ်စကားစီးရင်ဒါမှမဟုတ်ကားစီးရင်အလွန်လှုပ်လို့ကောင်းမယ်ပေါ့လမ်းမှာကားတွေကလည်းကြက်ပါပြီးတော့ ਨੇ ဟုတ်လားအချိန်ကြီးရနေတာမရှိဘူးလားဘာမှဒါလှုပ်နေတာမရှိဘူးအဲ့ဒီအချိန်မှာကိုယ့်အကိုတိနေမယ်ဆိုရင်မဖြစ်ဘူးလားဖြစ်တယ်ဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့ဒီမြင့်မြတ်မှုဆိုတာလေးကဒီတတိကိုအခြေခံမှသာလေနိမန်လမ်းမှာရနိုင်တယ်ပေါ့ဒါကြောင့်ဦးဇင်းတို့ယုံညံ့တဲ့စိတ်တွေဖြစ်ပေါ်နေတဲ့နေရာမှာမြင့်မြတ်တဲ့စိတ်တွေအစားထိုးနိုင်ဖို့အကောင်းမြတ်ဆုံးနည်းဟာဒီတတိနဲ့နေတဲ့နည်းလို့ရှင်းလင်းလွယ်ကူကူနားလည်ထားကြဖို့မလိုဘူးလားလိုပါတယ်ဟုတ်ရဲ့လားဒါကြောင့်ပိဿပေါင်းသူတော်ဒီကနေ့ဦးဇင်းကတရားကို၃ပိုင်းလောက်ပိုင်းပြီးတော့ပြောလိုက်တယ်နော်အေးလောကကြီးမှာဆင်းရဲနေကြတာအစင်မပြေဖြစ်နေကြတာဒုက္ခဖြစ်နေကြတာအမျိုးမျိုးပေါ့လေအဲ့ဒါဒီအကုန်လုံးကိုဦးဇင်းတို့အကြောင်းရှာလိုက်မယ်ဆိုရင်ယုံညံ့တဲ့ကာယကံဝစီကံမနောကံတွေဆိုတာကိုသွားတွေ့ရတယ်ယုံညံ့တဲ့ကာယကံဝစီကံမနောကံဆိုတာကအတိတ်ကာလအတိတ်ဘဝကယုံညံ့တဲ့ကာယကံဝစီကံမနောကံတွေရှိသလိုအခုဒီဘဝမှာတင်ဖြစ်တဲ့ကာယကံဝစီကံမနောကံယုံညံ့တာတွေကမရှိဘူးလားကိုယ့်ရဲ့အပြောမတည့်လို့ကိုယ့်ရဲ့အလုပ်မတည့်လို့ကိုယ်ဒုက္ခရောက်ရတာတွေမရှိဘူးလားထင်ရှားနေတာပဲလေဟုတ်တယ်မဟုတ်လားဒါကြောင့်တတ္တဝါတွေကိုကံကစီမံတယ်ဆိုတာကံဆိုတာကိုကောင်းကောင်းနားလည်ဖို့လိုတယ်ကံဆိုတာတစုံတစ်ခုကတကိုးနဲ့ဖန်တီးလိုက်တယ်လို့မျိုးကံစမ်းပဲနှိုက်လို့ဟုတ်လားမဲပေါက်တယ်လို့မျိုးမဲမပေါက်တယ်လို့မျိုးကိုပြောတာမဟုတ်နော်ဟုတ်တယ်မဟုတ်လားကိုကောင်းတာလှုပ်ထားရင်ကောင်းတာပြောထားရင်ကောင်းတာတွေးထားရင်ဒါကောင်းတာဖြစ်မှာမှန်တာတဲ့တာကိုလှုပ်မိဖို့ပြောမိဖို့တွေးမိဖို့မလိုဘူးလားလိုတယ်အဲ့ဒီလိုအလုပ်ဆိုတာအရင်ဘဝကအလုပ်တွေကလည်းလှမ်းပြီးတော့ကိုယ့်ကိုအကျိုးပြုနေတာတွေရှိမယ်အခုဒီဘဝတည်းမနေတော့ကအလုပ်ကဒီကနေ့အကျိုးပြုတာလည်းမရှိနိုင်ဘူးလားရှိနိုင်တာပေါ့ဟုတ်ရဲ့လားဒါကြောင့်အရင်တုန်းကပြီးခဲ့တဲ့ကိစ္စတွေဆိုတာတော့ထားလိုက်တော့ဟုတ်လားဒီလိုအတွေးကလေးမြင့်မြတ်တဲ့အတွေးလေးတွေးပြီးတဲ့နောက်မှာငါကောင်းမြတ်တဲ့ကာယကံဝစီကံမနောကံလေးတွေကံသုံးပါးကိုအရှင်ပြေအောင်တက်မှတ်အောင်မှန်ကန်အောင်ငါကြိုးစားမယ်
အဲ့ဒါလိုကံသုံးပါးကိုအစဉ်ပြေအောင်မှန်ကန်အောင်ဖြူစင်အောင်တန်ရှင်းအောင်လုပ်မယ်ဆိုတော့လေကံသုံးပါးမှာဘယ်ရာကအခရာကြတယ်စိတ်ကအခရာကြနေတယ်ဒါကြောင့်ဦးဇင်းတို့မြတ်စွာဘုရားကအနာတပင်တတိကြီးကိုအကြောင်းပြုပြီးတော့ဟောထားတဲ့သုတ်တန်လေးအလုံးမပြောစရာကောင်းတယ်ဦးဇင်းကတော့စက်မိရင်တော့ထက်ထက်ပြောတယ်ပြောပြီးသားဖြစ်လဲပြောတာပဲနော်အာရခိတသုတ်တန်တဲ့အနာတပင်တတိကြီးကိုဟောထားတာအိမ်တလုံးမှာခေါင်ဆိုတဲ့အထွတ်ဟာအလုံးမအခရာကြတယ်အဓိကကြတယ်အဲ့ဒီခေါင်ကိုကောင်းကောင်းမဆောင်ရှောက်ဘူးတနည်းအားဖြင့်ခေါင်ကမိုးမလုံတော့ဘူးခေါင်ကပျက်စီးသွားပြီအထွတ်ကပျက်စီးသွားပြီဆိုရင်တော့ဒီအိမ်ကြီးရဲ့အချင်းရနယ်တွေရောအကာတွေရောအခင်းတွေရောတိုင်တွေရောအဲ့ဒါတဖြည်းဖြည်းနဲ့မိုးရီတွေဆူရွှဲပြီးတော့ဆွေးမြစ်ပြီးတော့အကုန်လုံးဟာပြိုလဲသွားမှာပဲဟုတ်တယ်မဟုတ်လားဒီခေါင်ပျက်စီးတာနဲ့ကြံတာဟာအနှင်းနဲ့အမြန်ထိုးစလို့ပျက်စီးမသွားဘူးလားပျက်စီးသွားတယ်ဒါပဂတိအိမ်ကြီးပေါ့နော်ဦးဇင်းတို့ဒီခန္ဓာအိမ်ကြီးမှာလည်းပဲစိတ်ဟာခေါင်နဲ့တူတယ်နော်စိတ်ဟာဘာနဲ့တူတယ်ခေါင်းနဲ့တူတယ်ဒီခန္ဓာကိုယ်ကြီးကိုကာယကံဝစီကံမနောကံဆိုတော့ကံသုံးပါးအမူအရာတွေနဲ့ဒကာဓမ္မတို့ဦးဇင်းတို့အမြဲတမ်းအချိန်နဲ့မျှလှုပ်ရှားနေကြတာမဟုတ်လားနော်လှုပ်ချင်လှုပ်နေမယ်ပြောချင်ပြောနေမယ်သို့မဟုတ်တွေးတယ်ဆိုတာကတော့အမြဲတမ်းလို့ရှိနေတယ်ပေါ့အဲ့ဒီကာယကံဝစီကံမနောကံဆိုတဲ့ကံသုံးပါးဟာဘယ်သူကသူ့ကိုထိန်းချုပ်နေလဲဆိုတော့ဒီစိတ်ဆိုတာကထိန်းချုပ်နေတယ်ဒါကြောင့်စိတ်ဆိုတဲ့ခေါင်ကိုကောင်းကောင်းမိုးထားဖို့လိုတယ်တဲ့မြတ်စွာဘုရားကစိတ်ဆိုတဲ့ခေါင်ကိုကောင်းကောင်းမိုးမထားဘူးကောင်းကောင်းစောင့်ရှောက်မထားဘူးဆိုရင်တော့စိတ်တွေအာရခိတွေကာယကမ္မံပြီးအာရခိတံဟောတိဝစီကမ္မံပြီးအာရခိတံဟောတိမနောကမ္မံပြီးအာရခိတံဟောတိတဲ့နော်စိတ်ကိုကောင်းကောင်းမစောင့်ရှောက်ဘူးဆိုရင်ကာယကံကိုလည်းစောင့်ရှောက်တယ်လို့မဆိုနိုင်ဘူးဝစီကံကိုလည်းစောင့်ရှောက်ထားတယ်လို့မဆိုနိုင်ဘူးမနောကံကိုလည်းစောင့်ရှောက်ထားတယ်လို့မဆိုနိုင်ဘူးတဲ့အဲ့ဒါလိုကာယကံဝစီကံမနောကံကိုစောင့်ရှောက်မထားဘူးဆိုရင်တော့အဲ့ဒီကာယကံဝစီကံမနောကံတို့သည်ရာဂဒေါသမောဟစရှိတဲ့ကိလေသာတည်းဟူသောမိုးရီတို့ဖြင့်ဆူဆွတ်သွားလိမ့်မယ်တဲ့ဟုတ်လားအဲ့ဒါလိုကိလေသာတည်းဟူသောမိုးရီတို့ဖြင့်ဆူဆွတ်ပြီဆိုရင်တော့ဒုစရိုက်မှုတည်းဟူသောပုတ်ဆွေးမှုဖြင့်ပုတ်ဆွေးသွားလိမ့်မယ်တဲ့ဟောအစပြောတာလေးကအလွန်စိတ်ဝင်စားတဲ့အကောင်းတယ်နော်ရာဂဒေါသမောဟတည်းဟူသောကိလေသာမိုးရီဖြင့်ဆူဆွတ်ပြီဆိုရင်ဒုစရိုက်မှုတွေနဲ့ပုတ်ဆွေးသွားလိမ့်မယ်နော်ဆိုကြပါစို့သူများတက်တယ်သူများဥစားခိုးတယ်ဆိုတာကလောဘဒေါသမောဟတစ်ခုခုကိုအကြောင်းပြုပြီးတော့ဖြစ်ရတာပဲလေအစာတွေကစလောဘဒေါသမဖြစ်ဘူးဆိုရင်ဒုစရိုက်မှုဖြစ်เสียအကြောင်းရှိလားမရှိဘူးဟုတ်လားကိလေသာမိုးရဖြင့်အရင်ဆွဆွတ်ပြီးတော့မှဒုစရိုက်မှုတွေဖြင့်ပုတ်ဆွေးသွားကြရပုတ်ဆွေးပြီးပြီဆိုတော့မှပြိုလဲသွားရတာဟုတ်လားအဲ့တော့ပြိုလဲတယ်ဆိုတာဘာလဲဆိုတော့သေပြီးတဲ့နောက်မှာမကောင်းတဲ့ယုံညံ့တဲ့ဘဝတွေကိုရသွားတာနဗတ္တကံမရဏဟောတိတဲ့ကောင်းမြတ်သောသေခြင်းဖြင့်မသေးနိုင်ဘူးတဲ့စိတ်ကိုမစောင့်ရှောက်တဲ့ပုဂ္ဂိုလ်သည်ကာယကံဝစီကံမနောကံကိုမစောင့်ရှောက်တဲ့အတွက်ကြောင့်မစောင့်ရှောက်ရာရောက်တဲ့အတွက်ကြောင့်ကိလေသာတည်ဟူသောမိုးရီတွေဖြင့်ဆွတ်ပြီးတော့ဒုစရိုက်မှုတွေတည်ဟူသောပုတ်ဆွေးမှုတွေဖြင့်ပုတ်ဆွေးပြီးတော့နော်မကောင်းသောသေခြင်းဖြင့်သေပြီးတော့မကောင်းတဲ့ဘဝတွေကိုရောက်သွားလိမ့်မယ်တဲ့ဒါဘဝကြီးကိုဦးဇင်းတို့အကြံဉာဏ်ပြည့်ပြည့်စုံစုံခြုံငုံပြီးတော့သုံးသပ်ထားရရောက်တယ်လို့လည်းမဆိုနိုင်ဘူးလားဆိုနိုင်တယ်နော်ဒါကြောင့်ဒီစိတ်ကလေးကိုစောင့်ရှောက်ရင်ကာယကံဝစီကံမနောကံကိုစောင့်ရှောက်ရရောက်တယ်ဒါဆိုရင်သူဟာကိလေသာတည်းဟူသောမိုးရည်ဖြင့်မဆိုးဆွဘူးအဲ့ဒါဆိုရင်ဒုစရိုက်မှုတည်းဟူသောပုတ်ဆွေးမှုဖြင့်ပုတ်ဆွေးစရာအကြောင်းလည်းမရှိဘူးအဲ့ဒါဆိုရင်ပြိုလဲကျသွားစရာအကြောင်းမရှိဘူးပျက်စီးစရာအကြောင်းမရှိဘူးပေါ့ဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့စိတ်ကလေးဟာအလွန်မှဗราဏကြတယ်ဆိုတာအရေးမကြီးဘူးလားအရေးကြီးတယ်သိဖို့အရေးကြီးတယ်ပေါ့နော်ဒါကြောင့်ဒီစိတ်ကလေးကိုဂရုစိုက်ဖို့လိုတယ်ဒီစိတ်ကိုစောင့်ရှောက်ဖို့ထိန်းသိမ်းဖို့လိုတယ်ဒါကြောင့်ဦးဇင်းကတရားကောင်းစဉ်ကိုစိတ်တန်လင်ဗราဏလို့ပြောလိုက်တယ်နော်အဲ့ဒီစိတ်တန်လင်ဗราဏဆိုတဲ့ဗราဏကြတဲ့ဒီစိတ်ကိုဘလို့ထိန်းသိမ်းမယ်လဲဘလို့ကာကွယ်မယ်လဲဘလို့စောင့်ရှောက်မလဲဆိုတော့အတုမဲ့နီလန်းကတော့တတိပဲဟုတ်လားဒါကြောင့်အဲ့ဒီတတိဆိုတာနဲ့ပတ်သက်ပြီးတော့ဒါဦးဇင်းကစောစောကတတိပဋ္ဌာန်တရားတော်ကိုအနှစ်ချုပ်ပြီးတော့ပြောပြဟုတ်လားဒါဒီကနေ့ဦးဇင်းတို့တနာရီ15မိနစ်လောက်အချိန်ယူပြီးတော့ပြောလိုက်တဲ့တရားစကားတွေကိုအနှစ်ချုပ်မယ်ဆိုလို့ရှိရင်နော်ဆင်းရဲတာတွေမှန်တယ်မြတ်ဟာမကောင်းတဲ့စိတ်ကိုအခြေခံပြီးတော့ဖြစ်ကြတာမကောင်းတဲ့စိတ်တွေကိုအခြေခံပြီးတော့ပြုမယ်ပြောမယ်ဆိုရင်တော့ဆင်းရဲဒုက္ခတွေကအစဉ်အမြဲလိုက်လိမ့်မယ်ဝင်ဆောင်နွားလားခြေရာရဲ့နောက်ကိုလှေပိညာအစဉ်လိုက်တယ်လို့မျိုးတဲ့စကုပါလမထေကိုအကြောင်းပြုပြီးတော့ဟောခဲ့တယ်နော်နောက်ချမ်းသာတာတွေအစဉ်ပြေတာတွေအကုန်လုံးတည်ကောင်းမြတ်တဲ့စိတ်ကိုအခြေခံပြီးတော့ဖြစ်ကြရတာကောင်းတဲ့စိတ်ကိုအခြေခံပြီးတော့ပြုမယ်ပြောမယ်ဆိုရင်တော့ချမ်းသာဒုက္ခတွေကအစဉ်လိုက်လိမ့်မယ်မိမိရဲ့နောက်ကိုအရေးဟာအစဉ်အမြဲလိုက်နေသလိုမျိုးတဲ့မထကုန္ဒလီနတ်သားကိုအကြောင်းပြုပြီးတော့ဟောခဲ့တယ်ဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့မြင့်မြတ်စိတ်ထားစွမ်းပကအံ့အားသင့်ပွယ်ကြီးမားတယ်
ချမ်းသာမျိုးစုံအဖုံဖုံအကုန်ပေးနိုင်တယ်တစ်ချက်နော်ယုံညံ့စိတ်ဓာတ်စွမ်းဘကအံ့အားသင့်ပွဲကြီးမားတယ်ဆင်းရဲမျိုးစုံအဖုံဖုံအကုန်ပေးနိုင်တယ်ဟုတ်ရဲ့လားဘယ်သူတွေကဘာကိုပေးမလဲဆိုတာကိုသိပြီးရင်ဘယ်သူတွေကိုချင်းကပ်ရမလဲဘယ်သူတွေကိုပြစ်ခွာရမလဲဆိုတာရှင်းရောပေါ့ဟုတ်လားအေးအဲ့ဒါကနှစ်ပိုင်းနော်အဲ့ဒီလိုတွေနားလည်မှုကြီးပြီးတော့ဒီယုံညံ့မှုတွေမကောင်းတဲ့စိတ်တွေနေပြီးတော့ကောင်းမြတ်တဲ့စိတ်တွေမြင့်မြတ်တဲ့စိတ်တွေများလာခြင်းတဲ့စိတ်ကိုအကောင်းဆုံးဖြစ်အောင်တည်ဆောက်ခြင်းနဲ့စောင့်ရှောက်ခြင်းနဲ့ဆိုရင်တတိသည်အတူမဲ့နိလန်ဖြစ်တယ်ဟုတ်ရဲ့လားတတိပဋ္ဌာန်ဒေသနာတော်နီးနဲ့အညီတတ်နိုင်တဲ့မြတ်ကျင့်သုံးဖို့မလိုဘူးလားလိုပါတယ်အချိန်မရွေးနဲ့နေရာမရွေးနဲ့ပုံတံမရွေးနဲ့အနေအထားမရွေးနဲ့အမှတ်ရတဲ့အချိန်တိုင်းမှာဒါလေးဟာအလွန်မြင့်မြတ်တဲ့အလုပ်ကလေးသူ့ထက်မြင့်မြတ်တဲ့အလုပ်လောကမှာမရှိဘူးလို့ကိုနားလည်ပြီးတော့နော်တတိရတဲ့အချိန်တိုင်းမှာစိတ်ကလေးနဲ့အာယုံပြုတ်ပြီးတော့စိတ်ထဲမှာပေါ်လွင်ရာထင်ရှားရာကိုတိနေလိုက်ဖို့အလွန်အရေးကြီးတယ်ပေါ့ဟုတ်ရဲ့လားဘာပဲဖြစ်နေသိလို့မရဘူးလားရတယ်အဲ့ဒီဟာလေးကိုသိပြီးတော့နေရမယ်ဖြစ်တာကိုသိပြီးတော့နေရမယ်ဟုတ်ရဲ့လားအဲ့ဒါဥရှင်တို့တရားဘယ်နှပိုင်းလဲ၃ပိုင်းဆင်းရဲဒုက္ခတွေကိုမကောင်းတဲ့စိတ်ကိုအခြေခံပြီးတော့ဖြစ်ပေါ်လာပါတယ်လို့ဒါပြောခဲ့တယ်ချမ်းသာဒုက္ခမှန်သမျှဟာကောင်းမြတ်တဲ့စိတ်တွေကိုအခြေခံပြီးတော့ဖြစ်ပေါ်လာပါတယ်ဂျာထဲမှာကံ၃ပါးကတော့ဂျာခံအောင်မယ်ပေါ့နော်ကောင်းမြတ်တဲ့စိတ်ဖြစ်ရင်ကောင်းမြတ်တဲ့ကံ၃ပါးဖြစ်မယ်ပေါ့မကောင်းတဲ့စိတ်တွေဖြစ်ရင်မကောင်းတဲ့ကံ၃ပါးဖြစ်လာလိမ့်မယ်ဟုတ်လားဒါပေမဲ့ဘယ်ကအခြေခံလဲဆိုတော့စိတ်ကအခြေခံတယ်ဒါကိုအကောင်းဆုံးထိမ့်သိမ်းခြင်းတယ်ဆိုရင်တော့တတိပဋ္ဌာန်ဒေသနာတော်နီးနဲ့အညီတတိနဲ့ထိမ့်သိမ်းရလိမ့်မယ်ဟုတ်ရဲ့လားဒါကြောင့်ပေးသက်ပေါင်းသူတော်ကောင်းတို့သည်မကောင်းတဲ့စိတ်တွေရဲ့ဆိုးဝါးတဲ့အကျိုးဆက်တွေကိုကြဲကြဲပြန့်ပြန့်ဓာတ်ထက်လည်းပို့ပြီးတော့သိအောင်မြင်အောင်ဟုတ်လားစဉ်းစားတွေးတောနိုင်ကြပါစေပေါ့နော်ကောင်းမြတ်တဲ့စိတ်တွေရဲ့ချမ်းသာဒုက္ခဖြစ်နိုင်ဖို့အမျိုးမျိုးကိုလည်းပဲဓာတ်ထက်ပို့ပြီးတော့ကြဲကြဲပြန့်ပြန့်သိနိုင်မြင်နိုင်ကြပါစေပေါ့နော်အဲ့ဒါလိုသိနိုင်မြင်နိုင်ပြီးတော့ယုံညံ့တဲ့စိတ်တွေနေပန်းပြီးတော့ကောင်းမြတ်တဲ့စိတ်တွေများလာဖို့အတွက်နော်တတိပဋ္ဌာန်ဒေသနာတော်နီးနဲ့အညီတတိတရားလက်ကင်ထားပြီးတော့ကိုယ်ခန္ဓာမှာအကြောင်းအားလျော်စွာဖြစ်ပေါ်နေတဲ့သဘာဝတရားတွေကိုဖြစ်တိုင်းသိမြင်နားလည်အောင်ကြိုးစားအထောက်နိုင်ကြပြီးတော့အလုံးမမြင့်မြတ်တန်ရှင်းတဲ့စိတ်ဓာတ်ကိုပိုင်ဆိုင်ကြတဲ့နော်အရိယာသူတော်ကောင်းများဖြစ်သည့်အထိကြိုးစားအထောက်နိုင်ကြတဲ့တကယ်သူတော်စင်တွေဖြစ်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုပြီးတော့နော်စိတ်တာလင်ပဓာနာဆိုတဲ့တရားကိုမေတ္တာပို့ပြီးတော့အဆုံးသတ်ကြရအောင်နော်ဘဝတုတဗ္ဗမင်္ဂလရခန္တုတဗ္ဗဒေဝတာတဗ္ဗဗုဒ္ဓ ानु ဝဝေနတရာဒုက္ခိဘွန်တုတိဘဝတုတဗ္ဗမင်္ဂလရခန္တုတဗ္ဗဒေဝတာတဗ္ဗဓမ္မာ ानु ဝဝေနတရာဒုက္ခိဘွန်တုတိဘဝတုတဗ္ဗမင်္ဂလရခန္တုတဗ္ဗဒေဝတာတဗ္ဗသံဃာ ानु ဝဝေနတရာဒုက္ခိဘွန်တုတိဒေတုမဂံတင်တရားနာပိသပေါင်းတော်ကောင်းတို့သာတာအလုံးသောတတ္တဝါနန္ဒတို့အားသဗ္ဗမင်္ဂလလောကီလောကုတ္တရာကောင်းဆိုသမျှမင်္ဂလာဝဝတိဘဝတို့ကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်းသဗ္ဗဒေဝတာမိမိတို့ခန္ဓာကိုယ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့အိမ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့သာသနာမိမိတို့ကဘာမှာစောင့်ကြနေကြကုန်သောဓမ္မယနာကောင်းနာပေါင်းတို့ကလည်းပဲရက္ခဏတို့ကောင်းစွာမသွေစောင့်ရှောက်တော်မူနိုင်ကြပါစေတည်းသဗ္ဗဗုဒ္ဓ ानु ဘဝေနကင်းငါဝါလူသေးစုမကပွင့်တော်မူကြတယ်ဆိုသောတာဘာဘုရားရှင်ကိုယ်တော်မြတ်တို့ရဲ့တကူတည်သောအာနုဘော်တော်တို့ကြောင့်၎င်းသာဝဓမ္မ ानु ဘဝေနမဲလီတံဖူလီတံနိဗ္ဗာန်ပရိယတိဟုဆိုသောစေတံသောတရားတော်မြတ်တို့ရဲ့တကူတည်သောအာနုဘော်တော်တို့ကြောင့်၎င်းသာဝသံဃာ ानु ဘဝေနမေကတံ၄ယောက်ပလတံ၄ယောက်ဆိုသောရှေယောတော်ရိယတံဃာရှင်မြတ်တို့နှင့်တကွာသီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်တို့နှင့်ပြည့်စုံတော်မူကြတဲ့သမုဒိတံဃာအရှင်ကောင်းရှင်မြတ်ပေါင်းတို့ရဲ့ကိုတေဇောအာနုဘော်တော်တို့ကြောင့်၎င်းတရားနေရောညပါဘယ်ခါမဆိုင်ခြင်းရှိတိုင်းဒုက္ခိကိုစိတ်နှပြချမ်းပါချမ်းသာခြင်းရှိကြကုန်သည်ဘဝတို့ကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်း